hó mình tàu bà cả gió lâu thôn này nắng lên lao na sum lê bay hoa na ít xịt na khiến xa kinh la hôn dục mẹ mình na lấy bó la cái bàn thang nung ô nào khát hi hăng lê cái sông mò sao nắng băng tia toái lung tia về ni à tâm băng quan cái tu băng đi mò lấy mi hình đâu gal bal băng nan sang in lại dùng kia băng cái khen la quay rồi cầm mít vàng à lại dùng cái khen tuôn nu gió cắm nào băng cà phê nào khát thì hăng lê cứ lại dùng mơ sông nắng băng tia toái lung tia về ni à tâm mong quan cái tu băng đi mơ lấy mi hình đâu gal bal băng nan sang in lại dùng kia băng cái khen lao quay rồi cầm mít vàng à lại dùng cái khen tuôn nu dâu cắm nào băng cà phê cầm mít vàng à lại dùng cái khen tuôn nu dâu cắm nào băng cà phê Hello, kaba area na isite naro we lab zo mi media pritam nya alo kusai na phya chan ma shun lan cha ba si di kne chno December la 22 ရက်နေ့ည2024ည8နာရီ American စံတော်ချိန်8နာရီမှာကျွန်တော်ဝေလပ်ဇုံမြကနေပြီးတော့အထူးစီစဉ်တရက်အနေနဲ့မြန်မာလူနဲ့ကျွန်တော်တို့ပြီးဆုံဆွေးနွေးခန်းတစ်ခုကိုကျွန်တော်ပြုလုပ်သွားမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီ lab ကိုအစနေအဆုံးထိတက်အောင်နားဆင်ပေးကြပြီးတော့တန်နိုင်ရင်များများ share ပေးကြဖို့လဲကျွန်တော်တို့ဒီပြီးဆုံဆွေးနွေးခန်းမစခင်မှာမေတ္တာရက်ခံချင်ပါတယ်ကျွန်တော်ကဒီဝေလပ်ဇုံကြီးရဲ့ media director ဦးဆောင် director Thomas Stone ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ နဲ့တွေ့ဆုံဆွေးနွေးပေးဖို့အတွက်ဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်ကတော့ဆရာဦးသိန်းမောင်ဖြစ်ပါတယ်တာလီဆော့ပါဆရာမင်္ဂလာပါတာလီဆော့ပါမင်္ဂလာပါဆရာဦးသိန်းမောင်ကတော့သူ Arakan American Community ရဲ့လက်ရှိPresident ဥက္ကဋ္ဌရာထူးကိုဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့သူကရခိတမီဒီယာမှာလည်းသူကိုယ်တိုင်အစီအစဉ်တင်ဆက်တော်အနေနဲ့တော်၎င်းနောက်ဒီပြပရောက်ရခိုင်စာပီဒီစာနေဇင်းဒီမှာလည်းသူအဆောင်edita တယောက်ဖြစ်တာကိုလည်းကျွန်တော်တို့ဒီပရိသတ်များအနေနဲ့ကျွန်တော်မိတ်ဆက်လိုတာဖြစ်ပါတယ်နောက်ပြီးတော့သူကိုကျွန်တော်ပုဂ္ဂိုလ်ရေးရထူးလေးစားတမှုကြည့်ချင်တာကတော့သူကရခိုင်မျိုးချစ်စာပီတတ်စာပီတမတယောက်ဖြစ်တယ်လို့သူကဒီ American နိုင်ငံသူနဲ့ရပြီမဲ့အိမ်ထောင်ကြပြီမဲ့သူအမျိုးသားအရေးနဲ့သူရခိုင်လူမျိုးများအရေးစာပီပဲဖြစ်ဖြစ်ဆွမ်းဆွမ်းတမန်ရွရွချွန်ချွန်နဲ့သူကနိုင်ငံခြားသူနဲ့ရပြီမဲ့ဒီဟာဒီကိုလက်မထားပဲနဲ့သူများထက်တော်မှတစိုက်မမတ်ကြည်ပြုံနဲ့သူအမျိုးသားတာဝန်ကိုထမ်းဆောင်နေတဲ့ပုံကိုတယောက်ဖြစ်ကြောင်းကျွန်တော်ဒီမှာလေးလေးစားစားနဲ့ပရိသတ်များအားလုံးကိုဒီဦးသိန်းမောင်ရဲ့အကြောင်းမိတ်ဆက်ခြင်းတဲ့နောက်မြန်မာပြည်မှာနေတော့သူပညာတတ်တယောက်ဖြစ်တယ်လို့ဒီအမေရိကန်မှာလည်းဒီအမေရိကန်နိုင်ငံရဲ့ပညာရေးတွေကိုသူကဆက်လက်အဆင့်မြင့်ပညာတွေကိုစီးပူးပြီးတော့college တွေတက္ကသိုလ်တွေတက်ပြီးတော့ဒီမှာသူကကိုများနဲ့ရင်ပေါင်တန်းအောင်နောက်အခုချိန်မှာသူအမျိုးသားရခိုင်ပြည်သူပြည်သားတွေအတွက်ရခိုင်အမျိုးသားများအတွက်သူကလက်ရှိအထိလဲသူကအားတလောက်တဲ့ပါဝင်ထမ်းဆောင်နေတာဖြစ်ကြောင်းကိုကျွန်တော်တို့ဒီဆွေးနွေးခန်းမစခင်မှာမိတ်ဆက်ပေးလို့တာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီမိခွန်းဒီနေ့ကျွန်တော်တို့
အရင်တစ်ခေါက်တုန်းကလည်းဆရာဦးသိန်းမောင်အနေနဲ့ဒီရခိုင်နိုင်ငံတော်အကြောင်းသမိုင်းတွေကိုကွက်ကွက်ကွင်းကွင်းနဲ့တက်တီအထောက်ထားတွေနဲ့သမိုင်းအထောက်ထားတွေနဲ့ရှင်းပြသွားခြင်းအပြင်ကျွန်တော်တို့ဒီဝေလပ်တော်မီမီဒီယာထက်ဗမာစကားနားလည်တဲ့လူဒီဇုံမီအတိုင်းဝိုင်းဒီမှာရောနောက်ပြီးတော့ဗမာဒီမှာရောရခိုင်အမျိုးသားတွေမှာရောကျွန်တော်တို့ကျေကျေပြန့်ပြန့်နဲ့ကျွန်တော် share လုပ်ကြပြီးတော့အများအတွက်ဘ ഹു တုတအနေနဲ့တော့၎င်းသမိုင်းမှတ်တမ်းတွေအရတော့၎င်းကျွန်တော်အများကြီးအထောက်အကူပြုသွားတယ်လို့ကျွန်တော်တို့သင်ခန်းစာနဲ့ကျွန်တော်ဗ ഹു တုတတွေများစွာရရှိကြတာကိုကျွန်တော်ကိုယ်တိုင်ကလည်းရရှိသွားတာကိုဆရာဦးသိန်းမောင်စီမှာလည်းကျွန်တော်တို့အထူးကျေးဇူးတင်ကြောင်းတရားနေထပ်လောင်းပြီးတော့ကျွန်တော်ပြောကြားလိုခြင်းဖြစ်ပါတယ်ဒီနေ့ကလည်းကျွန်တော်တို့ဆရာရဲ့အဖူးတန်လာတဲ့အချိန်တွေကိုကျွန်တော်တို့စီကိုပေးပြီးတော့အချိန်ပေးတဲ့အတွက်ကြောင့်ထပ်ဆင့်တော့ထပ်လောင်းပြီးတော့ကျွန်တော်ကျေးဇူးတင်စကားပြောကြပါရစေအခုဒီကျွန်တော်မေးချင်တဲ့မေးခွန်းတွေမမေးခင်မှာအများကတိထိုက်တဲ့ဒီကျွန်တော်တို့ဒီမြန်မာပြည်မှာနေတော့မြန်မာပြည်ရဲ့တမိုင်းတစ်လျှောက်မှာဒီမြန်မာအစိုးရမင်းအစစ်စက်ကခေါ်တဲ့ရခိုင်လူမျိုးရခိုင်ပြည်နယ်လို့ခေါ်ပေမဲ့ဒီအခုခေတ်မျက်မှောက်ခေတ်မှာကြတော့ဒီတော်လန်ရေးတွေနောက်အာရကန်အာမီတို့ဘာလို့ပေါ်လာတဲ့အချိန်မှာဒီနိုင်ငံရေးရဲ့အရှင်အဝါကြောင့်အာရကန်အာမီတို့ရခိတလန်းရှင်တို့အာရကန်ဆိုတဲ့နာမည်လေးတစ်ခုရခိုင်နဲ့တည်တဲ့ကျွန်တော်အတိမတ်ပြုတဲ့လူမျိုးနာမည်ပြည်နယ်နာမည်တစ်ခုကိုအခုခေတ်ကြတော့အာရကန်နဲ့ရခိတနဲ့ဒီလိုမျိုးပေါ်လာတဲ့ချင်းချန်ဒီရခိုင်နဲ့ရခိုင်အာရကန်နဲ့ဘယ်လိုမျိုးကွာခြားတယ်လဲဘယ်လိုမျိုးဖြစ်ပေါ်လာတယ်လဲဆိုတာဒီအမြင်နာမနှစ်ခုကြားမှာကွဲလွဲမှုကအတူတူပဲလားဒါမှမဟုတ်ဗမာလိုခေါ်တော့ရခိုင်လားဒါမှမဟုတ်အင်္ဂလိပ်လိုခေါ်တော့အာရကန်လားဆိုတာကိုနည်းနည်းအချင်းချုပ်ဆရာရှင်းပြနိုင်မလားလို့အမှဆုံးမိခွန်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခုလိုဇိုမီမီဒီယာနဲ့ပြဆုံပြောကြားခွင့်ရတာသူကျေးဇူးတင်ပါတယ်ပုံလဲယူပါတယ်ပထမဦးဆုံးပြောချင်တာကတော့ဟုတ်ကဲ့ဒီအာရကန်နဲ့ရခိုင်ကတော့ရခိုင်ဟာကျွန်တော်တို့ခေါ်တဲ့နာမည်ဖြစ်တယ်မြန်မာနိုင်ငံထဲမှာလည်းအများအားလုံးခေါ်တဲ့နာမည်ဖြစ်ပါတယ်ဒါပေမဲ့အင်္ဂလိပ်ကတော့အင်္ဂလိပ်နဲ့ဒီအနောက်ပိုင်းပေါ့ဒီ Europe ဒီ Western Hemisphere မှာခေါ်တာကတော့ Arakan ဥပမာNetherlands လို့ဆိုလို့ရှိရင် ARACCAN အဲ့လိုမျိုးပေါင်းတာကျွန်တော်ဖတ်ဖူးတယ် Arakan ပေါ့လို့ဒါပါဠိဝေါဟာရဖြစ်တဲ့ဒီကိုထိမ့်သိမ်းစောက်ရှုပ်တဲ့အမျိုးအနွယ်အဲ့သဘောကိုအကျိုးသက်ရောက်စေတဲ့အာရခပေါ့အခုအာရခတတ်တော်အဲ့လိုပဲအာရခံအဲ့ဒီဟာကိုအစွဲပြုပြီးတော့ဒီအနောက်ပိုင်းကဒီဥရောပအမေရိကတို့ကအနောက်ကဘာမှာကျွန်တော်တို့ကိုလူသိများတာကတော့အာရကန်ဆိုတဲ့နာမည်ဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်တို့လည်းအခုသဘောပေါက်သွားတာဒီရခိုင်ကတော့ဒီနာမည်အရင်ဒါပေမဲ့ဒီအင်္ဂလိပ်လိုနဲ့အာရကန်နဲ့ဒီအနောက်နိုင်ငံတွေကဘာဖြစ်လို့အာရကန်ခေါ်လဲဆိုတာတော့ဒီပါရီကနေပြီးတော့အာရကန်ကနေပြီးတော့အာရကန်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ဒီလိုအများနာလဲအောင်ဒီကျွန်တော်တို့ We Love Zomi Media နဲ့ရှင်းပြပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့မျက်စိပွင့်သွားတယ်ကျွန်တော်ဘယ်လိုခေါ်တယ်လဲဆိုတာပါဠိစကားရဲ့ရင်းမြစ်ကနေပြီးတော့အာရကန်ကနေပြီးတော့ဆင်းသက်တယ်ဒါမဲ့မြန်မာအတန်ထွက်နေဆိုတော့အရင်းမြစ်ကတော့ရခိုင်တော့အခုလိုအတိအလင်းရှင်းပြပေးတော့ကျေးဇူးတင်တယ်အခုကျွန်တော်မိခွန်းကြီးကျွန်တော်၄ခုမေးချင်တဲ့အထဲမှာပထမဆုံးမိခွန်းအနေနဲ့ကျွန်တော်တို့အခုမြန်မာຫນွေဦးတော်လာရင်းနဲ့ကျွန်တော်ငင်းလို့မရတဲ့ပေါ်လာတဲ့ဒီ Arakan Army ကနေပြီးတော့ဒီစစ်စေးကြီးတွေလှုပ်လာတဲ့အချိန်မှာကျွန်တော်ကြားသိရတဲ့အတိုင်းပဲတိုင်းဒါလက်နဲ့ကြိုက်ဒီထဲမှာလဲ Arakan ကရှေ့ရောက်ပြီးတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့secondမြို့နယ်ထဲကနေပြီးတော့12မြို့နယ်လောက်ကိုတိမ့်ပိုက်နိုင်တဲ့အထိဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့သူများဇဝေဇဝဖြစ်တဲ့တိတ်နားမလဲမရှင်းမလင်းဖြစ်တဲ့ကျွန်တော်ချင်းပြည်နယ်မှာနေတဲ့မြို့နယ်စုတွေချင်းပြည်နယ်ပြည်သူပြည်သားများနဲ့ဒီရခိုင် Arakan Army ကြားမှာဇဝေဇဝဖြစ်တဲ့ဒီ
အချက်အလက်တွေကိုကျွန်တော်ဆရာဦးသိန်းမောင်ဆန်းနေမေးတော့မှလို့စိတ်ရှိလို့ရှိနေဖြည့်ပေးဖို့ကျွန်တော်အနှုံအညွန့်တောင်းပန်လိုတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီညကျွန်တော်ခေါင်းစဉ်တက်ထားတဲ့ပလက်ဝမြို့နယ်ချင်းပြည်နယ်ကိုမြို့နယ်ထဲကတောင်ပိုင်းအစုံဆုံးမြို့နယ်ကပလက်ဝမြို့နယ်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့ကသိရှိနားလဲတာဖြစ်တော့အရင်တော့ကျွန်တော်ချင်းဝီဒီတာတိုင်းတို့ပါတော့လေဦးနေဝင်းခက်တော့ခေါ်တာရှိတယ်နောက်1984ကျတော့ချင်းပြည်နယ်အဖြစ်နဲ့ဝီဒီတာတိုင်းကိုဖြစ်ပြီးတော့ပေးတာရည်ရှိတယ်အဲ့ဒီထဲမှာဒီပလက်ဝမြို့နယ်မှာတချို့ရခိုင်အမျိုးအနွယ်စုတွေလည်းနေတယ်နောက်ရခိုင်နဲ့လည်းနီးစပ်တယ်ဆိုတော့ဆရာလည်းစာပေသမားတယောက်ဖြစ်တယ်လို့ဒီချင်းပြည်နယ်မှာချင်းပြည်နယ်ပလက်ဝမြို့နယ်မှာနေထိုင်တဲ့ချင်းမျိုးနွယ်စုတွေနဲ့ဒီကခိုင်မျိုးနွယ်စုတွေနဲ့အတူတူနေထိုင်ရတဲ့အကြောင်းတွေတမိုင်းအထောက်ထားရဒီရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်နဲ့ဒီပလက်ဝမြို့နယ်နဲ့ဘယ်လိုနေဆက်ရနေဆက်ခဲ့တယ်လဲအရင်တော့ဘယ်လိုမျိုးတမိုင်းအထောက်ထားတွေရှိတယ်လဲဆိုတာဆရာရှင်းပြနိုင်တဲ့လောက်ကျွန်တော်တို့ပရိသတ်တွေနဲ့အခုလက်ငင်းမကြည့်နိုင်သေးတဲ့ဒီပရိသတ်တွေကလည်းနောက်မှာဒီ live ကိုကြည့်ချင်အပြင်ဒါတွေကိုချင်းပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ရခိုင်ပြည်နယ်နဲ့ရခိုင်လူမျိုးတွေဘယ်လိုမျိုးတမိုင်းအကြောင်းအရာပတ်သက်ခဲ့တယ်လဲဆိုတာရှင်းပြပြီးဖို့ဆရာပေါင်းပန်လိုတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါပလက်ဝမြို့နယ်နဲ့ရခိုင်နဲ့ပတ်သက်မှုကိုပြောမယ်ဆိုလို့ရှိရင်ဒီအတိုင်းတက်ပြောတာထက်ရခိုင်သမိုင်းကိုအရက်လေးမျက်နှာသယ်ယူပြီးတော့နည်းနည်းပြောမှဖြစ်မယ်ဗျအဲ့ဒါမှလည်းနည်းနည်းပူပြီးပြီးစုံပြီးတော့ပူပြီးနားလည်သဘောပေါက်လွယ်လာမှာပါလွယ်မယ်လို့ယူဆရပေါ့လေဆိုတဲ့အခါကျတော့ရခိုင်သမိုင်းကိုအရက်လေးမျက်နှာကပြောမယ်ဆိုလို့ရှိရင်ပထမဦးဆုံးရခိုင်ရဲ့အရှိဘက်ကိုကြည့်ကြပါစို့အရှိဘက်ဟာဗမာအဲ့ဒီမှာရခိုင်အရှိဘက်ကိုတောလိုက်ပြီးတာနဲ့ပဲခူးအဲ့မှာပြီးအဲ့ဒါပြီးရန်ကုန်အဲ့ဒီဘက်ကိုရောက်မယ်အနောက်ဘက်ကိုသွားရင်ဘင်္ဂလားဒေ့ရှ်ကိုရောက်မယ်အရင်တုန်းကအိန္ဒိယရဲ့အစိတ်ပိုင်းပေါ့အိန္ဒိယပေါ့ဗျာနောက်ပိုင်းဘင်္ဂလားဒေ့ရှ်ကအရှေ့ပါကစ္စတန်ဖြစ်လာပြီးတော့လွတ်လပ်ရေးရတော့ယူသွားပြီးဘင်္ဂလားဒေ့ရှ်ဖြစ်လာတာဟုတ်ဆိုတော့ကျွန်တော်တို့တောင်ဘက်ကိုသွားရင် LOG ကိုတွေ့မယ်ဂွာပြင်ငတိုင်းချောင်းတို့ကတော့အဲ့မှာဒီ LOG တိုင်းကိုတွေ့မယ်မြောက်ဘက်ကိုတက်လာရင်ကျွန်တော်တို့ဒီပလက်ဝပြီးရှင်းတဲကိုရောက်သွားမယ်ဆိုတဲ့အခါကျတော့အရှင်းနောက်တောင်မြောက်အရက်လေးမျက်နှာတမိုင်းကိုပြောမယ်ဆိုလို့ရှိရင်ရခိုင်ကဟိုးအရင်တုန်းကအထူးသဖြင့်ဒီ15-16ရာစုတွေမှာအင်မတန်empire ကြီးတစ်ခုပြရခိုင်ဟာဆိုရပါစို့ဒါတမိုင်းအထောက်အထားအတိအကျနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဘရင်နောင်ကျွန်တော်တို့မြန်မာသမိုင်းမှာအများဆုံးသိတာဘရင်နောင်အဲ့ဒီဘရင်နောင်ဒီထိုင်းကိုသွားတင်တယ်ဘရင်နောင်ပေါ့လေဘရင်ကြီးဘရင်နောင်အဲ့ဒီဘရင်နောင်ရဲ့သားနန္ဒဘရင်ဆိုတာရှိတယ်ဘရင်နောင်ပြီးနန္ဒဘရင်အဲ့ဒီနန္ဒဘရင်လက်ထက်မှာရခိုင်မှာအဲ့ဒီတုန်းကထီးနန်းဆန်နေတာကရခိုင်မင်းကဟုတ်စားဒီမင်းရဇာကြီးဆိုတာရခိုင်မှာနန်းတက်တယ်ဟိုမှာနန္ဒဘီရင်နန်းတက်တယ်အဲ့ဒီနန္ဒဘီရင်လက်ထက်မှာဆိုလို့ရှိရင်ရခိုင်ကအဲ့ဗမာကိုသွားသိမ်းပလိုက်တာရခိုင်ကဗမာကိုသွားတိုက်ပြီးတော့ရခိုင်ကနိုင်တော့အဲ့ဒီမှာဘရင်နောင်ခိုင်းကယူလာတဲ့ချင်းဖြူတော်နောက်တစ်ခါဒီကြောက်တံပဒမြားတွေရောအကုန်လုံးကိုဒီရခိုင်ဘရင်မင်းရဇာကြီးကိုဆက်တလိုက်ပြီးတော့ဒီရခိုင်နဲ့ချစ်ကြည်ရေးအနာဂတ်ချစ်ကြည်ရေးအတွက်ဆိုပြီးတော့သူ့ရဲ့သမီးအငယ်ဆုံးနတ်ရှင်မဲကိုတောင်မှမင်းရဇာကြီးရှိမှရွှဲပေးလိုက်ပါတော့ဆိုတော့ရခိုင်အင်ပါယာဟာအရှိကိုဆိုလို့ရှိရင်အဲ့မှာပဲခူးဗမာအထိရောက်တယ်ပေါ့ဗျာအနောက်ဘက်မှာလည်းပဲဒါဒီကနေ့ခေတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်တကောင်းဒခါအဲ့ဒီမြို့ကြီး12မြို့လောက်ဟာရခိုင်တွေရဲ့လက်အောက်မှာနှစ်ပေါင်း100ကျော်ရှိနေခဲ့တာပါအဲ့ဒီမှာနေစားပယ်စားမြို့စားတွေထားပြီးတော့ရခိုင်တွေအုပ်ချုပ်နေခဲ့တာပါအဲ့ဒီဟာကိုကျွန်တော်အထောက်ထားနှစ်တစ်ခုကျွန်တော်ပြဖို့ကျွန်တော်ဒီမှာရည်ရွယ်ထားတာရှိတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီဘင်္ဂလီစာဆိုကြီး
1973ခုနှစ်မှာဆိုလို့ရှိရင်ဒါရှင်းပြောရင် Nobel ဆုသမိုင်းမှာပထမဦးဆုံးသောဒီ literature စာပေဆိုင်ရာ Nobel ဆုကိုရရှိခဲ့တဲ့ဒီ Rabindranath Tagore ဆိုတာရှိတယ်ဘင်္ဂလီစာဆို Indian poet ပေါ့အဲ့ဒီတော့အခုနကစောစောကကျွန်တော်ပြောဘူးသလိုပဲဘင်္ဂလားဒေ့ရှ်ဟာအိန္ဒိယရဲ့အစိတ်ပိုင်းဆိုတော့ဒါအဲ့ဒီတော့ Indian poet ပေါ့အဲ့ဒီဘင်္ဂလီစာဆိုကြီး Rabindranath Tagore ဒီ1973မှာ Nobel ဆုစာပေဆိုင်ရာ Nobel ဆုကိုပထမဦးဆုံးရဖူးတဲ့ Rabindranath Tagore ကိုယ်တိုင်ရေးခဲ့တဲ့ဗျာဇတ်တစ်ပုဒ်ရှိတယ်ဗျာဒီသူကခမီးဒီရည်စရာဗျာဇတ်အဲ့ဒါဘာလဲဆိုတော့ဒီ The Maharani of Arakan ဆိုတာအဲ့ဒါမြင်ရလားမသိဘူးအဲ့ဒီမှာ The Maharani of Arakan ဆိုတာမြင်ပါလိမ့်မယ်အဲ့မှာ The Maharani of Arakan Maharani ဆိုတာသူတို့စကားမှာမိဖုရားလို့ခေါ်တယ် Queen ပေါ့ဒါဒီဥစ္စာကို George Caldron ကဒါဘာသာပြန်ထားတာဆိုတော့ကျွန်တော်ဒီ The Maharani of Arakan ကိုကျွန်တော်ဖတ်ကြည့်တယ်ကျွန်တော်ရီသွန်းသေးပြီးတော့ဒီဖတ်လို့ကောင်းလို့ကျွန်တော်နှစ်ကြိမ်တောင်ဖတ်ပြီးပြီဆိုတော့ဒီဥစ္စာကဒီရခိုင်ဘရင်ဒေလိယဆိုတဲ့ရခိုင်ဘရင်နဲ့အဲ့ဒီတုန်းကဒီမဂို Empire ကြီးစိုးနေတုန်းအချိန်ပေါ့အိန္ဒိယမှာဒီမဂို Empire ဆိုတာကဒီမဂို Empire ဥပမာအများသိမယ်ကမ္ဘာအံ့ဖွယ်9သွယ်ထဲမှာတခုအပါဝင်ဖြစ်တဲ့ Taj Mahal အိန္ဒိယလို့ခင်ဗျာ Google မှာရိုက်ထည့်လိုက်ရင်ပထမဦးဆုံးပေါ်လာမဲ့ image ကိုကြည့်လိုက်ရင်Taj Mahal အဆောက်အဦကြီးဖြစ်နေပါလိမ့်မယ်အေးရမှာအဆောက်အဦကြီးအဲ့တုန်းကဒီမဂိုဘရင်တွေဥဖြစ်တဲ့ဒီရှားဂျဟန်ပေါ့အဲ့ဒီ Taj Mahal ကိုတည်ခဲ့တာဆိုတော့မဂိုနဲ့ရခိုင်ကအင်မတန်ဖြစ်ပြန်ဒါပေမဲ့အဲ့တုန်းကဒီအခုဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ခေါ်တဲ့နိုင်ငံရဲ့နယ်မြေအများစုဟာရခိုင်လက်အောက်မှာအဲ့ဒါနှစ်ပေါင်း100ကျော်တယ်ရခိုင်တွေအုပ်ချုပ်ထားခဲ့တာအဲ့ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေသကိုဆိုတော့အဲ့ဒီရဲ့အသေးအပွင့်ဖြစ်ဒီမှာထင်ထင်ရှားရှားပတ်ပေါ်လာကတော့အဲ့ Rabindranath Tagore Nobel စာပေဆိုင်ရာ Nobel ဆုရ Rabindranath Tagore ကိုယ်တိုင်ရေးခဲ့တဲ့ဒီ committee story of Sir Rabindranath Tagore ဒီမှာတခါတည်းရေးထားပါတယ်အဲ့ဒါ The Maharani of Arakan ဆိုတာဒီမဂိုမင်းသမီး2ယောက်ဟိုမဂိုကိုအိန္ဒိယကိုရခိုင်ကဝင်တိုက်တော့အဲ့ဒီမဂိုဘီရင်ကဒီရခိုင်သူ့ရဲ့သမီး2ယောက်ကိုရခိုင်ဘီရင်ကိုမဆက်တတ်လို့ဖောင်နဲ့မျောပြီးတော့ပင်လယ်ထဲကိုမျောပလိုက်တာအဲ့ဒီမှာမဂိုမင်းသမီး1ယောက်ကရခိုင်ပိုက်ချတဲ့ငါတငါလောက်စားတဲ့ရခိုင်တငါတဲ့ဥထွန်းလူဆိုတဲ့ရခိုင်တငါတဲ့တယောက်ကဆယ်မိပြီးတော့အဲ့ဒီတဲထဲမှာပဲနေတော့မှနောက်ပိုင်းရခိုင်ဘီရင်တိုင်းခန့်လှည့်လည်ပြီးတော့အဲ့မှာအဲ့ဒီမင်းသမီးနဲ့တွေ့ပြီးတော့ကြိုက်ပြီးတော့နောက်မှရခိုင်ဘီရင်မှန်းသိသွားတဲ့ပထမဘီရင်ကသူ့ကိုဘီရင်လို့မပြောဘူးသူတို့သမီးစားဖြစ်တာအဲ့မကူမင်းသမီးနဲ့အဲ့ဒီမှာရခိုင်ဘီရင်လာတော့လက်စားရှယ်မယ်ဆိုပြီးတော့အဲ့ဒီအမျိုးသမီးကဓာတ်ကင်ထားတဲ့အခါတကယ်လဲရခိုင်ဘီရင်လဲကြီးနဲ့နန်းနဲ့ခြေခံနန်းအဲ့ဒီမှာစစ်တီဘိုးပါအပြည့်အစုံနဲ့ဝင်လာတဲ့အခါခေါင်းပေါင်းကြီးလျှော့လိုက်တော့အဲ့မှာသူသိရှိရတဲ့သူချစ်သူဖြစ်နေတော့အဲ့မှာဓာလွတ်ကြသူ့ထိုးရခိုင်ဘီရင်ကိုထိုးမယ်ဆိုပြီးကြံရွယ်ထားတဲ့ဓာလွတ်ကြသွားပြီးတော့အဲ့ဟိုထားလိုက်ဆိုလိုတာတဲ့ committee ပြဇက်ကလေးပါအဲ့ဒါဆိုလိုတာကရခိုင်တွေ empire ဟာအဲ့လောက်ထိကြီးခဲ့တာပါဒါအကြောင်းအမျိုးမျိုးကြောင့်ကျွန်တော်တို့ဒါဘိုးစာအဖြစ်ခံရတာပေါ့လေဒီသမိုင်းဖုံးကွယ်ခြင်းခံရတာပေါ့လေအကြောင်းမျိုးမျိုးကြောင့်ခုနကလိုပဲဆိုတဲ့အခါကျတော့ကဲမြောက်ဘက်ကိုဒါကအရှင်းနဲ့အနောက်ကိုကျွန်တော်အကြမ်းပြင်းလဲပြောပြတာပါရခိုင်တွေရဲ့နယ်နိမိတ်ကျယ်ဝန်းခဲ့ပုံနဲ့ရခိုင် empire ကြီးပွားခဲ့ပုံကို15-16 ရာစုတွေမှာအဲ့ဒါဒီမြောက်ဘက်ကိုတက်မယ်ဆိုလို့ရှိရင်တောင်ဘက်ကိုပြောပါဦးမယ်တောင်ဘက်မှာအေယာဝတီတိုင်းခင်ဗျားအခုဒီကျွန်တော်တို့အခု online မှာတွေ့နေတဲ့ရခိုင်လိုရေးနေတဲ့အထက်မှာအနည်းဆုံး3ပုံ1ပုံလောက်အဲ့ဒါအေယာဝတီတိုင်းတွေကရခိုင်တွေဗျရခိုင်ပြည်ထဲမှာကျွန်တော်တို့အခု internet မရှိဘူးဆိုတော့လူဦးရေ3သန်းကျော်ဟာ internet ပျောက်နေတယ်လောလောဆယ်ရန်ကုန်နဲ့တခြားတိုင်းနဲ့ပြည်နယ်မှာရှိနေတဲ့ရခိုင်တွေရဲ့နောက်တစ်ခါဒီနိုင်ငံတကာရောက်နေတဲ့ရခိုင်တွေရဲ့ပြီးရင်အဲ့ဒီအေယာဝတီတိုင်းထဲမှာရှိနေတဲ့ရခိုင်တွေရဲ့ကအခု online တက်နေတဲ့ရခိုင်တွေကိုတကယ်ရခိုင်ပြည်တွေကရခိုင်တွေကအခု online တက်ခွင့်မရပါဘူးအများစုက
ဆိုတော့ထားလိုက်ဆိုလိုတာကအေယာဝတီတိုင်းထဲမှာလည်းရခိုင်တွေအများကြီးရှိတယ်အေယာဝတီတိုင်းနယ်မြေတချို့ဟာလည်းဒီတိုင်းနယ်ပြည်နယ်တွေခွဲတော့အေယာဝတီတိုင်းထဲကိုပါသွားတယ်အဲ့လိုတွေဖြစ်တယ်ဒါကတော့နိုင်ငံတကာမှာလည်းအဲ့လိုပဲဒီ borderline dispute ဥစ္စာတွေကအတော်မတတ်နိုင်အောင်အများကြီးရှိပါတယ်ဒီအခုနိုင်ငံအဖြစ်ရပ်တည်နေတဲ့နိုင်ငံတွေကြားထဲမှာလည်းအများကြီးပါပဲစပိန်နဲ့မော်ရိုကိုကြားကအစဒီတခြားအများကြီးပါပဲဒီနိုင်ငံအမေရိကတိုက်အာရှတိုက်အကုန်လုံးကိုကြည့်မလေးရှားနဲ့ထိုင်းကြားမှာရောထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာရောမြန်မာနဲ့ထိုင်းကြားမှာရောအဲ့ဒီ borderline dispute တွေကတော့ဟိုနောက်ဆုံးပြည်နယ်တွေကျွန်တော်တို့ရှိမှကြီးမယ်ဆိုလို့ရှိရင်အဲ့မှာချမ်းတဲ့ကချင်တွေကြားမှာရောကျွန်တော်တို့အများကြီးကြားဘူးပါတယ်ဆိုတော့အခုလေအေရာဝတီတိုင်းနဲ့ရခိုင်ကြားမှာလည်းအဲ့လိုတွေရှိပါတယ်ဒါပေမဲ့ဗမာကအဲ့ဒီတုန်းကနိုင်သူဆိုတော့ဟိုပြောမယ်ဆိုလို့ရှိရင်တိုင်းနဲ့ပြည်နယ်တွေကိုခွဲခြားလိုက်တဲ့အခါအေရာဝတီတိုင်းထဲမှာရခိုင်ပြည်တွေတော်တော်များများပါသွားတာရှိပါတယ်အချိန်ထဲမှာပဲဒီအခုမြောက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ဒါအခုကျွန်တော်ပြောနေတာကသမိုင်းကြောင်းအရရဲ့နောက်တစ်ခါစာပေထဲမှာဖတ်ရှုရတဲ့အနေအထားတွေရဲ့အထောက်အထားတွေရဲ့အဲ့ဒီသဘောနဲ့ပြောတာပါကျွန်တော်ဒီနိုင်ငံရေးတွေစစ်ရေးတွေပိုင်းကကျွန်တော်ဘာမှမပြောပါဘူးဆိုတော့တခါဒီမြောက်ဘက်ကိုတက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှာအခုဒီမှာကျွန်တော်နောက် South အုပ်ဒီမှာပြရင် Northern Arakan District ဆိုတဲ့စာအုပ်ကျွန်တော်ရှိပါတယ်နောက်ဒီမှာပိုးစာတွေလည်းရှိတယ် The Hill Tracts of Arakan အများကြီးပါပဲကျွန်တော်မစာအုပ်တယ်ဒါပေမဲ့ဒီထဲမှာဒီ Northern Arakan District ရခိုင်မြောက်ပိုင်းခရိုင်ပေါ့ဗျာအဲ့ဒါဒီBurma Gazette နဲ့ပြန်ပြီးတော့ထုတ်ဝေတာ1960မှာထုတ်ဝေခဲ့တာအင်္ဂလိပ်ဆိုတော့အဲ့ဒီမှာဟိုဥစ္စာထဲမှာဟိုဒီမြေပုံထဲမှာရောအတိအကျရှင်းပြထားပါတယ်ရှိပါတယ်အတိအကျပြောပါထားတာတွေရှိတယ်ဒီဟိုအိန္ဒိယထိရောက်တယ်ဗျအိန္ဒိယနာထိအဲ့ဒီမှာပလဲဝမှာကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီရှင်းဝီဒေတာတိုင်းဘိုးစာလုတ်ပြီးတော့နောက်ပိုင်းရှင်းပြည်နယ်အဲ့ဒီဟာခွဲတဲ့အခါဒါအဲ့ဒီရှင်းထဲမှာပါသွားတယ်ဗျအဲ့ဒီပလဲဝကဒါပေမဲ့ဟိုးအရင်အင်္ဂလိပ်ခေတ်မှာတုန်းကလည်းပလဲဝဟာဒီရခိုင်ရဲ့မြောက်ပိုင်းအခုနကဒီNorthern Arakan District မှာဒါပလဲဝပါတာပဲဟိုအထက်ကတလဲအားလုံးအကုန်ပါတယ်အဲ့မှာတောက်လျှောက်အဲ့ဒါပြီးရင်အင်္ဂလိပ်မတိုင်ခင်အထိကတော့ဒါရှင်းပြောရင်အဲ့ဒီမှာဒီရခိုင်ဘရင်တွေရဲ့အဆက်အနွယ်ရခိုင်ဘရင်တွေရဲ့ကြီးစိုးခဲ့တဲ့ရခိုင်ဘရင်တွေကအဲ့ဒီမှာဘုရားစာတွေထားတယ်ဗျဒီသူ့ရဲ့နေစားပယ်စားတွေထားပြီးတော့အဲ့ဒီကတောင်တန်းဒေသကကိုယ်စလဲတွေကရခိုင်ဘရင်အရာကိုဆက်ခံပြီးတော့နေတာအဲ့လိုမျိုးဒါသမိုင်းမှာအများကြီးကျွန်တော်တို့ဖတ်ရပါတယ်ဥပမာ archaeology ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဟိုစားပေါ့ဒီပလက်ဝနဲ့အထက်မှာဒီမှာကျွန်တော်အဲ့ဒီထက်ကတချို့ကိုနည်းနည်းဖတ်ပြမယ်ဒီ history and archaeology အပိုင်းမှာ prior to 1784 1984ဒါရခိုင်ကြတဲ့နေ့ရခိုင်ဗမာလူရှိမှာအသိမ်းခံရတဲ့နေ့ဒါPrior to 1784, when Arakan was conquered by the Burmans, the Arakan hill tracts had always paid tribute to the kings of Arakan, who administrated it through the aid of the chiefs of the various tribes recognized by them. In 1826, after the First Burmese War, the Arakan hill tracts with the rest of the Arakan division came into the possession of the British. The hill tracts then became the prior of the Ajab district. 1984မတိုင်ခင်ထိဟာအဲ့ဒီ hill tract data ပလဲဝနဲ့အထက်အဲ့ဒီ data ဟာဒီရခိုင်တောင်တန်း data အဖြစ်နဲ့ဒီရခိုင်ပြည်ရဲ့အရာကိုဆက်ခံတဲ့နေစားတောင်တန်းနေစားပယ်စားတွေနေမဲ့
နေခဲ့တဲ့ဒေတာပါတဲ့အဲ့ဒီနောက်1826ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာတော့ရခိုင်ဟာဒီအင်္ဂလိပ်ဗြိတိရှားတို့ရဲ့စိတ်ပိုင်းတရားဖြစ်လာပြီးတော့ဒါပလဲဝါဟာလည်းရခိုင်မြောက်ပိုင်းဒေတာစစ်တွေခရိုင်မှာပါဝင်လာခဲ့ပါတယ်တဲ့ကဲ archaeology ကိုပဲကြည့်ဦးခင်ဗျာဒီ archaeology အရဆိုလို့ရှိရင်ခြေဟောင်းပိတုကပညာအပိုင်းမှာဆိုလို့ရှိရင်အဲ့ဒီဒေတာမှာအမှန်တကယ်စောက်အုံးကြီးမားမားတွေဘာမှမရှိဘူးရှိတာကကျွန်တော်ရောက်ဘူးတယ်အများကြီးကျွန်တော်ပလဲဝါအထက်အများကြီးကျွန်တော်သွားဘူးတယ်ကျွန်တော်ကကြောက်တော်ကဆိုတော့လေအဲ့ဒီမှာကျွန်တော်ရခိုင်လိုပဲအကုန်ပြောတာဗျပလဲဝါမြို့မှာဆိုလို့ရှိရင်လက်ဖက်ရည်ဆိုင်တွေဆိုင်အကုန်လုံးရခိုင်လိုပြောကြတယ်အဲ့ဒီပလဲဝါအထက်26မိုင်လောက်ပလဲဝါကမိုင်20ကျော်လောက်အကွာမှာတုံးတော်ဇေဒီဆိုတဲ့အေးရမှာဥစ္စာဗုဒ္ဓဘုရားဇေဒီရှိတယ်ဗျအဲ့ဒီအထက်ကိုသွားရင်ပလဲဝါကမိုင်40ကျော်လောက်ဆက်ပြီးတက်သွားရင်အဲ့ဒီမှာဟိုဥစ္စာရှိတယ်ဗျဒီအုတ်တလင်းဇေဒီဆိုတာရှိတယ်အင်မတန်တက်ပဲ့တယ်ဒီအဲ့ဒီတောင်တက်ဇေဒီဘောကိုတက်လမ်းတစ်လျှောက်မှာအင်္ဂယာပန်းတွေအနီတစ်ဖက်အဖြူတစ်ဖက်နဲ့အဲ့ဒီမှာအင်မတန်မှုေးကြံပြီးတော့အင်မတန်ตายရတဲ့တောင်တက်လမ်းကြီးအဲ့မှာဖောက်ထားတယ်သူတို့ဆိုတော့အဲ့ဒီဖျားတွေဟာအင်္ဂလိပ်အစိုးရလက်ထက်မှာတော့၎င်းရခိုင်ကိုသိမ်းပြီးတော့ဗမာကဘရင်တွေကတော့၎င်းအဲ့ဒီဗမာတွေပြီးတော့အင်္ဂလိပ်လက်ထက်မှာတော့၎င်းနောက်တစ်ခါဂျပန်လက်ထက်မှာတော့၎င်းနောက်တစ်ခါဗမာအင်္ဂလိပ်စီကနေဗမာစီကိုရောက်ပြန်တော့နောက်ထပ်ဗမာတွေရှိသမိုင်းတစ်လျှောက်ဘယ်သူမှတည်ခဲ့တာမဟုတ်ဘူးအဲ့ဒီတွေရဲ့မတိုင်းခင်အင်္ဂလိပ်တွေမရောက်ခင်ဗမာတွေမသိခင်ကတည်းကခုနကလိုရခိုင်နေအင်အားကြီးခဲ့တဲ့ရခိုင်နိုင်ငံဘရင်နိုင်ငံတော်ကြီးခေတ်ကတည်းကတည်ခဲ့တဲ့ဇေဒီတော်တွေပါဒါတွေက archaeology ဘိုင်းမှာအထင်ရှားပါပဲဒါအဲ့လိုဆက်စပ်မှုတွေရှိတယ်ရခိုင်လင်းမြို့မြို့ဝန်နားမှာလည်းရှင်းတွေအများကြီးနေတာရှိပါတယ်ဒါသူတို့ရှင်းလို့လည်းပြောတယ်ရခိုင်လို့လည်းပြောတယ်အဲ့လိုပဲရခိုင်ထဲမှာလည်းရှင်းတဲ့အဲ့ဒီဘလက်ဝါတို့နဲ့အထက်ဆိုရင်လည်းအဲ့မှာရခိုင်တွေအများကြီးပါပဲနေတာပြီးရင်ခုနကလိုပဲရခိုင်စကားလည်းပြောတယ်သူတို့ဒေတိယစကားကိုလည်းပြောပါတယ်ဒါရေဘူးရခိုင်နဲ့ရှင်းကြားကဘူးလူဆက်ဆံမှုနဲ့ဘလက်ဝါနဲ့ရခိုင်ဆက်ဆံမှုကိုဒါအနေအချင်းလေး brief လုပ်ပြီးတော့အခုကျွန်တော်ပြောပြတာဖြစ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအခုကျွန်တော်တို့ဒီကြားကြည့်စီးအပြင်ကျွန်တော်တို့တော်တော်များများတော့လက်ရှိကကျွန်တော်မြန်မာစကားနားလည်တဲ့လူတွေကပဲကြည်တယ်နောက်ပြီးတော့နောက်ပိုင်းကျရင်ကျွန်တော်တို့ဒီတခြားမီဒီယာစီမှာလည်းကျွန်တော်ဆွေးနွေးဖို့ဒီရောက်သွားမှာဖြစ်တဲ့ကြောင်းအခုအကျေတဝင်းနဲ့ကျွန်တော်ထင်ထားတာထက်တောင်မှတမိုင်းအထောက်အထားတွေနဲ့ရှင်းပြပေးသွားတဲ့ကြောင်းကျွန်တော်အထူးကျေးဇူးတင်နေပရိသတ်များအနေနဲ့ဟိုနားလည်ရလွယ်အောင်လို့ကျွန်တော်ဒီပလက်ဝမြို့နယ်ဟာဆရာဦးသိန်းမောင်ရဲ့ရှင်းပြချက်အရဆိုအရင်တော့ရခိုင်မင်းအဆက်တုန်းကရခိုင်ဘရင်တွေရဲ့အုပ်စိုးမှုအောက်မှာရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းခရိုင်အနေနဲ့ဒီစီခဲ့မှုတဲ့အကြောင်းရယ်နောက်မဆလာတက်လာတော့ဒီဦးညဝင်းတို့ခက်မှာချင်းဝိတီတာတိုင်တို့ချင်းပြည်နယ်တို့ဘာလို့ခွဲလာတဲ့အချိန်မှာသူ့ရဲ့ခက်အလိုက်အုပ်စိုးတဲ့အစိုးရရဲ့အမျိုးမျိုးတော့ policy တွေရဲ့အပြောင်းလဲမှုနဲ့သူတို့အုပ်ချုပ်တဲ့ပုံစံပေါ်မူတည်ပြီးတော့ချင်းပြည်နယ်ထဲရောက်သွားတယ်ဆိုတဲ့သဘောနဲ့သူဒီတမိုင်းထောက်ထားရဖြေကြတော့ကျွန်တော်ကိုယ်၌ကလည်းချင်းပြည်နယ်ကချင်းလူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီချင်းပြည်နယ်ပဲပါတဲ့နဲ့မပါတဲ့မှုဒါမှမဟုတ်ဒီခိုင်ဒီနဲ့မဆိုင်ချင်းဆိုတာတော့ကျွန်တော်တို့ဦးတည်တာမဟုတ်ဘဲနဲ့အခုခေတ်မှာ Arakan Army ကလည်းအဲ့ဒီဖလဲဝါမှာပထမဆုံးအနေနဲ့ချီကုတ်ယူပြီးတော့ပြုတ်သိမ်းတိုက်ပွဲလောက်တာဖြစ်တဲ့အတွက်ကြောင့်အများကစိတ်ဝင်စားနေပြီးတော့တုတ်လောနဲ့ကျွန်တော်တို့ဒီချင်းပြည်နယ်လက်နက်ကိုင်ဖွဲ့ချင်းလန်းကောင်စီနဲ့သူအဖွဲ့တွေပဲဖြစ်ဖြစ်နောက်ချင်းဘရာဟုတ်နေပဲဖြစ်အဲ့လိုမျိုးဇဝေဇဝဖြစ်တဲ့အချိန်မှာဒီလိုမျိုးတမိုင်းအထောက်အထားတွေနဲ့ဘ ഹു တုတရှိတဲ့ကျွန်တော်တို့ဒီရှင်းပြသွားတဲ့ချင်းအားဖြင့်ကိုယ့်ရဲ့ခံယူချက်ပေါ်မှာဒီတမိုင်းမှာဘယ်လိုရှိခဲ့လဲဆိုတာအခုလိုရှင်းပြသွားတဲ့အကြောင်းကျွန်တော်တို့အထူးကျေးဇူးတင်နေနောက်ဒုတိယအချက်အနေနဲ့ဒီတမိုင်းအထောက်ထားတွေကလည်းကျွန်တော်ဒုတိယမေးခွန်းကိုတော့တော်တော်လေးကိုဖြေပေးသွားပါပြီဒါပေမဲ့ပရိသတ်များအနေနဲ့ဒီမီဒီယာနားထောင်တဲ့ပရိသတ်များအနေနဲ့ပူပြီးသိရလွယ်အောင်ကျွန်တော်လည်းဒီချင်းပြည်နယ်မှာနေတဲ့လူတယောက်အနေနဲ့
နောက်အစိုးရဝန်ထမ်းမှာလည်းကျွန်တော်အစိုးရဝန်ထမ်းတယောက်လည်းဖြစ်ခဲ့ဘူးတော့ကျွန်တော်ချင်းပြည်နယ်မှာ9မြို့နယ်ရှိတယ်ဒီမဆလာအစိုးရနေပြီးတော့ဖွဲ့စည်းပေးတာဖြစ်တယ်အဲ့9မြို့နယ်ထဲမှာပလက်ဝကြတော့ကျွန်တော်တို့ဒီပထဝီအနေထားအရမြို့နယ်တောင်ဘက်အစုံဆုံးမှာရှိခဲ့တယ်လို့အစိုးရရုံးမှုချင်းပြည်နယ်ရဲ့ပြည်နယ်မြို့တော်အစိုးရရုံးဆက်ရပြည်နယ်မြို့တော်ကြတော့ဟာခါဖြစ်တယ်ဟာခါနီဒီပလက်ဝချင်းပြည်နယ်ရဲ့မြို့တော်အစိပ်ပိုင်းဖြစ်ချင်းပြည်နယ်ရဲ့အစိပ်ပိုင်းဖြစ်တဲ့ဒီပလက်ဝမြို့နယ်ကိုအစိုးရရုံးကိစ္စတစ်ခုခုဆောင်ရွက်เสียရှိတဲ့ချိန်မှာလူကြီးတွေကဒီအစိုးရဝန်ထမ်းအကြီးပိုင်းတွေကစစ်ဆေးเสียပဲပြဆောင်ရွက်เสียရှိရင်ဟာခါနေရန်ကုန်ကိုဆင်းတယ်ရန်ကုန်ကနေစစ်တွေကိုလေရင်နဲ့ပဲဖြစ်ဖြစ်ဂုံးလန်းနဲ့ပဲဖြစ်သွားတယ်စစ်တွေကနေတော့ကလဒာမြစ်တိုင်းပလက်ဝကိုဆန်တက်ပြီးတော့အဲ့လိုမျိုးကိုယ်ပတ်ပြီးတော့အဝေးခရီးအဝေးကြီးကိုသွားနေရတယ်ဒါမဲ့ကျန်တဲ့10မြို့နယ်ကြတော့ကျွန်တော်ကုန်းလန်းအနေနဲ့3-4ရက်သွားရင်တော့ရတဲ့အနေထားရှိတာတော့ကျွန်တော်တို့ဖြစ်တော့ပါခုခေတ်မှာတော့လမ်းပန်းစစ်တွေတော့ဟာတဲ့သူလွယ်ကူတာကြီးလည်းရှိလိမ့်မယ်အားကြောင့်ဒီကျွန်တော်တို့ဒီသမိုင်းအထောက်အထားအနေနဲ့တော့၎င်းပထဝီအနေထားနေတဲ့လော်တကောင်ဒီပလက်ဝကကြတော့ဒီချင်းပြည်နယ်ထဲမှာပါဝင်ပေမဲ့ပို့ပြီးတော့လမ်းပန်းဆက်သွယ်ရေးရပထဝီအနေထားရဒီရခိုင်ဒီဘက်နဲ့ပို့ပြီးဆက်သွယ်ရေးကောင်းတယ်လို့အဲ့လိုမျိုးလမ်းပန်းဆက်သွယ်ကောင်းတဲ့အလျောက်ကျွန်တော်တို့ဘာသာစကားမှလည်းခုနဦးသိမ်းမောင်ပြောတယ်လို့ရခိုင်ဘာသာစကားလေးပြောတယ်သူတို့ဒီချင်းမျိုးနယ်စုတွေရဲ့သူတို့မိခင်ဘာသာစကားလေးပြောကြတယ်ဘုံလုံးနားလေတယ်ဒါမဲ့ကျွန်တော်မြောက်ပိုင်းကျန်တဲ့မြို့နယ်တွေနဲ့ကျွန်တော်လမ်းပန်းဆက်တွေ communication မကောင်းတော့ကျွန်တော်စကားမပေါက်ဘူးဗမာလိုပဲပြန်ပြောတဲ့အနေအထားရှိတယ်။အဲကြောင့်အခုလိုရှင်းပြတဲ့အတွက်ကျေးဇူးတင်တယ်ဒုတိယမိခွန်းနေဒီပထဝီအနေထားနဲ့အခုကျွန်တော်စကားစပြီးတယ်လို့ဆရာဦးသိမ်းမော်နဲ့ထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ပြောစရာရှိလားကျွန်တော်တို့ဒီပထဝီအနေထားအနေနဲ့ချင်းပြည်နယ်တခြား10မြို့နယ်ထက်ရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မြို့နယ်တွေနဲ့ပို့ပြီးရေလန်းဖြစ်ကုန်းလန်းဖြစ်ပို့ပြီးအဆင်ပြေတဲ့အကြောင်းကိုအနေအချင်းရှင်းပြစရာရှိစရာကျွန်တော်တို့ရှင်းပြပေးဖို့အချိန်ပေးလို့ပါတယ်ဟုတ်ကဲ့ပါပထဝီအနေအထားနဲ့အဓိကကတော့အဲ့ဒီမှာအဓိက frame ကတော့ဟိုဥစားဖြစ်မယ်ဗျကလဒန်မြစ်ဆိုတာကလဒန်မြစ်မှာဒီဘက်ဒီစစ်တွေဒီဘက်ဒီဘင်္ဂလားပင်လယ်အော်မှာဟိုဥစားလုပ်ပြီးတော့ဒီဟိုအိန္ဒိယထိရောက်တယ်ဗျအဲ့ဒီကလဒန်မြစ်ကလေအဲ့ဒီကနေတက်သွားတာကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့ငယ်ငယ်တုန်းကဒီကျောင်းသားဘဝတုန်းကကျွန်တော်တို့စိုက်စာကုန်းဒီဒုကျောင်းသားစိုက်စာကုန်းပြိုင်ပွဲတို့ဘာလို့ပါဒီချင်းကျောင်းသားတချို့ဒီဆလိုင်းပါညာဥစ္စာဒီချင်းကျောင်းသားတချို့ကအင်မတန်စာရေးတော်တဲ့ချင်းကျောင်းသားတွေရှိတယ်ဗျအဲဒီတုန်းကကျွန်တော်တို့မကြာခဏဖတ်ရတယ်အဲဒီချင်းကျောင်းသားတွေရဲ့စိုက်စာကုန်းတချို့တွေကိုအဲ့ဒီမှာချင်းကျောင်းသားတချို့ရေးတဲ့စိုက်စာကုန်းတွေကိုကျွန်တော်ဖတ်ကြည့်တော့အဲ့လိုရေးအခုနကဒီဆရာဥစ္စာပြောသလိုပဲဆရာ Thomas ပြောသလိုပဲချင်းပြည်နယ်မြို့တော်ဟာခါကနေအဲ့ဒီမှာပလက်ဝကိုစာတစောင်ထွက်သွားပြီဆိုလို့ရှိရင်နှစ်ပတ်ကနေတလားထိကြာတယ်ဆိုတဲ့အကြောင်းခုနကလိုဟာခါကနေရန်ကုန်ကနေစစ်တွေကနေပြီးမှအဲ့ဒီမှာဒီကြောက်တော်ပြီးမှပလက်ဝအဲ့လိုစုံပြီးသွားတာဒါရခိုင်ရဲ့အဓိကမြစ်ကြီးတစ်မြစ်ဖြစ်တဲ့ဒီကလဒန်မြစ်ကိုအခြေပြုထားတာပါကျွန်တော်တို့ရခိုင်မှာရခိုင်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တုန်းကပြောကြတာပေါ့ဟိုကလဒန်ရိုးကဝါငါဝါဆိုတာရှိပါတယ်ဆိုတော့ကလဒန်မြေရိုးတစ်လျှောက်ကဝါငါဝါပေါ့ဗျာဝါငါဝါကဘာလဲဆိုတော့ပေါက်လီဝါဒါကျွန်တော်တို့ပြောပေါက်လီဝါကစတယ်သူကဒီကလဒန်မြစ်ကချောင်းလက်တက်တွေအများကြီးရှိတယ်အဲ့ချောင်းလက်တက်ကလေးတွေကိုအမိပြုပြီးတော့ဝါဆိုတဲ့အဝပေါ့ဗျာချောင်းလက်တက်ရဲ့အဝပေါ့အဲ့ဒီအဝတွေကိုအမိပြုပြီးတော့စကားဆိုတာဟိုနာမည်တွင်သွားတာပေါ့ကျွန်တော်တို့ရွာနာမည်ဆိုရင်ပေါက်လီဝါပေါက်လီချောင်းရဲ့အဝကလဒန်မြစ်ရဲ့လက်တက်ပေါ့အရှိဘက်ပေါ့အဲ့ဒီကနေတက်သွားရင်အပေါက်ဝဆိုတာရှိတယ်ပေါက်လီဝါပြီးတော့အပေါက်ဝါအဲ့ဒါပြီးမီးဝါဆိုတာရှိတယ်ဘလောကဟိုအေးရမှာတိုက်ပွဲကြီးကြားပါလိမ့်မယ်မီးဝါစကန်တိုက်ပွဲကြီးဆိုတာဒီအေးနဲ့ဒီမြန်မာစစ်တပ်ကြားမှာတိုက်ကြတာမီးဝါစကန်မီးဝါဆိုလို့တော့အဲ့ဒါတက်သွားရင်ပလက်ဝအဲ့ဒီကိုဆက်ပြီးတက်သွားအိန္ဒိယဟိုဒီထရီပူရာနေ
အဲ့ဒီနားကိုရောက်သွားရင်ဟိုဥစားရှိတယ်ကလဲဝဆိုတာရှိသေးတယ်အဲ့ဒါရခိုင်အဲ့ဒီအဝဆိုတဲ့ချောင်းဝကိုအခြေတည်ပြီးတော့ခေါ်ထားတဲ့နာမည်တွေအဲ့မှာကလဒန်ရိုးကဝငါဝဆိုတာအဲ့ဒီမှာပေါက်လင်ဝရဲ့ပေါက်ဝရဲ့မီးဝရဲ့ပလက်ဝရဲ့လဲဝအဲ့ဒီဝငါဝအဲ့ဒါဆိုတော့လမ်းမဆက်သွယ်ရေးရာကအဓိကတော့ဒီကလဒန်မြစ်ကိုအမိပြုတ်ပြီးတော့ဒါအဲ့လိုပဲအပေါ်ကိုစံတက်သွားတာပါဟိုအိန္ဒိယဟိုးစားကနေအဲ့ဒီကလဲဝတို့ကနေမြစ်ဖြားခံပြီးတော့အဲ့ဒီကနေဆင်းလာကလဲဝမီဝအဲ့မှာပေါက်လေဝအဲ့ဒါပြီးဟိုဘက်တော့ပုဏ္ဏကြုံပြီးကြောက်စစ်တွေအဓိကတော့ဒီရေချောင်းလမ်းအဆက်အသွယ်နဲ့ရှိတဲ့ data ပေါ့နော်ဒီရခိုင်နဲ့ဒီမြောက်ပိုင်း data ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကျွန်တော်အဲ့ဒါလေး ကျေးဇူးတင်တယ်အခု ဖြစ်သွားခြင်းပါ ဟုတ်ကဲ့တမိုင်းထောက်ထားရင်ကလေကျွန်တော်တို့ဘာဖြစ်လို့Arakan Army တွေကပလက်ဝကိုအခြေကုပ်ယူပြီးတော့ပထမဆုံးအနေနဲ့မြို့သိမ်းတိုက်ပွဲလုပ်ခဲ့တယ်။နောက်ပထဝီအနေထားရလဲအဲ့လိုမျိုးပလက်ဝကူနဲ့ကချောင်းဝပလက်ချောင်းဝမှာနေတဲ့မြို့မို့လို့နေတဲ့မြို့မို့လို့ဒါရခိုင်နာမည်နဲ့ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့အဝနာမည်တွေနဲ့ဆက်ဆက်ပြီးတော့ဟိုထရီပိုလာအိန္ဒိယနိုင်ငံထိအဲ့လိုမျိုးရှိခဲ့တဲ့အကြောင်းကိုကျွန်တော်တို့တမိုင်းအရာရောနောက်ပထဝီအနေထားရရောကျွန်တော်တို့အခုမေခွန်းတစ်ခုအားဖြင့်ကျွန်တော်တို့ကြားသိရပြီနောက်တတိယမေခွန်းအနေနဲ့ခုနဆရာလည်းအစပြောဖော်သွားတာရှိတယ်ကျွန်တော်တို့ဒီအိန္ဒိယအစိုးရအနေပြီးတော့ဒီကျွန်တော်မြန်မာနိုင်ငံတို့အိန္ဒိယအစိုးရနဲ့တရုတ်အစိုးရတော်တော်မျက်စိကျနေတဲ့အချိန်မှာကျွန်တော်တို့အိန္ဒိယအစိုးရနေပြီးတော့ဒီကလတန် project ကိုစပြီးတော့လုပ်တဲ့အချိန်မှာဒီခုနအဲ့ဒီရခိုင်ပြည်နယ်ကတွင်းထွက်တယံဇာတာပစ္စည်းတွေသူတို့လိုချင်တဲ့ကုန်ကြမ်းတွေရဖို့အတွက်ခုနကျွန်တော်တို့ပြောဆွေးနွေးသွားတဲ့ဒီကလဒါမြစ်ကမရှိမဖြစ်အရေးကြီးတဲ့အရေးပါတဲ့မြစ်အစင်းဖြစ်တယ်လို့လမ်းပန်းဆက်သွယ်ရေးကလည်းအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီကလဒါမြစ်အရေးကြီးတယ်လို့ပလက်ဝလည်းကြော်လို့မရတော့ဒီစီးပွားရေးအရာဒီပလက်ဝမြို့ကဒီအာရကန်ထဲကနေပြီးတော့အိန္ဒိယဆိုရနေသူနိုင်ချင်တဲ့ကုန်ကြမ်းတွေ product တွေကိုရဖို့အတွက်ဒီပလက်ဝကချင်းပြည်နယ်တောင်မဲ့ဆုံးမြို့ဖြစ်ပေမဲ့ဒီအိန္ဒိယ project နဲ့ရခိုင်အစိုးရနဲ့အခုတက်လာမဲ့ရခိုင်အစိုးရနဲ့ဆက်ဆံရေးကြမှာစီးပွားရေးရဒီအာရကန်အာမီကဘယ်လိုမရှိမဖြစ်ဒီပလက်ဝကိုသူချီကုတ်ယူထားတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးနိုင်မလားစီးပွားရေးရစီးပွားရေးရှုထောင့်ကနေနော်ဟုတ်ကဲ့ပါစီးပွားရေးရှုထောင့်ကပြောမယ်ဆိုလို့ရှိရင်တော့ဟုတ်ကဲ့ခုနကလိုပဲဒီရခိုင်ဟာမြစ်ချောင်းအင်မတန်ပေါ်တဲ့ပင်လယ်ထွက်ပေါက်ပင်လယ်နဲ့ထိစပ်နေတဲ့ဒီဒေသတစ်ခုဖြစ်လေတော့ရခိုင်ရဲ့အဓိကလမ်းပန်းဆက်သွယ်ရေးကျွန်တော်တို့ငယ်ငယ်တုန်းကအထိပေါ့ဗျာအခုထိလည်းအတိုင်းအတာတစ်ခုထိလို့ပဲပြောရမှာပါဒါရခိုင်တွေပြန်ပြီးတော့အမှန်တကယ်ဖုံဖုံဖြိုးဖြိုးဒီ infrastructure ကိုမလုံနိုင်မချင်းကတော့ရေချောင်းလမ်းဟာရခိုင်ရဲ့အဓိကပုံသွယ်ရေးလမ်းကြောင်းပါပဲဒီ watering route တွေကိုပဲကျွန်တော်တို့ကအဓိကရေချောင်းလမ်းကိုပဲအဓိကကျွန်တော်တို့သုံးရမှာပါရခိုင်ဘယ်မြို့ဘယ်နယ်ကိုရောက်ရခိုင်မြို့တွေအားလုံးဟာလည်းအဲ့လိုမြစ်ကမ်းတစ်ဖူးမှာတည်ထားတာကိုတွေ့ရမှာပါမြစ်ကမ်းချောင်းတွေမြစ်တွေချောင်းတွေရဲ့ကမ်းတစ်ပင်မှာအဲ့လိုတည်ထားတာပါရခိုင်မြို့တော်တော်များများဟာငယ်ချင်းငယ်ပဲကြီးချင်းကြီးမယ်ဆိုတဲ့အခါကျတော့ခုနကလိုအိန္ဒိယကိုပြောရင်ခဏအဲ့ Tripura နေဟာပြောမယ်ဆိုလို့ရှိရင်အဲ့ဒါရခိုင်စကားပြောရဗျာသူတို့ရေတီးအတန်အတွက်နည်းနည်းကွဲတာပဲရှိတယ်သူတို့ပြောတာကျွန်တော်တို့ဒီအတိုင်းဘာမှအဲ့ဒီ data မှာမနေဘဲနဲ့ဒီအတိုင်းအစင်းဒီအတိုင်းနားထောင်ရင်တောင်မှ80 90ရာနှုန်းဒီကျွန်တော်တို့နားလဲတယ်သူတို့ပြောတာတွေအကုန်လုံးတချင်းတွေဆိုတာတွေ Tripura နယ်ကတချင်းကျွန်တော်နားထောင်ကြည့်ဟာအကုန်လုံးရခိုင်စကားရခိုင်တချင်းတွေပဲသူတို့ပြောနေဆိုနေတာဆိုတော့ကျွန်တော်တို့ဟိုဥစားရှိသေးတယ်ဗျဒီစီးပွားရေးဆိုပေမဲ့နိုင်ငံရေးနည်းနည်းပါမလားပဲကျွန်တော်တို့ငယ်ငယ်တုန်းကနိုင်ငံရေးနည်းနည်းဖြစ်ပညာတဲ့နိုင်ငံရေးသမားကြီးတယောက်ပြောတာကြားဘူးတယ်ဒီကောင်းတဲ့ဗမာကပလက်ဝကိုချင်းတဲ့ကိုထက်ပြတာတဲ့အဓိကအိန္ဒိယမှာရှိတဲ့ရခိုင်တွေနဲ့ပြည်မမှာရှိတဲ့ရခိုင်တွေကြားမှာ
သူတို့အဆက်ဖြတ်ပြတာတဲ့လို့မဟုတ်ရင်အိန္ဒိယရဲ့အကူအညီကိုရရင်ရခိုင်ဟာခဏလေးနဲ့ပြန်ပြီးတိုင်းပြည်ပြန်ဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မို့လို့အိန္ဒိယနဲ့ဒီမရခိုင်ကြားမှာလုံးဝအဆက်ဖြတ်တဲ့အနေနဲ့ဒီပလဲဝဲကိုရှင်းတဲ့ကိုထက်ပြတာဒီစစ်ရေးမဟာဗျူဟာအရပေါ့နော်နိုင်ငံရေးမဟာဗျူဟာအရအဲ့လိုပြောဘူးတာကြားဘူးပါရဲ့ဒါဘလောက်မှန်လို့ဘလောက်မှားတယ်လဲကျွန်တော်တို့လည်းမသိဘူးပေါ့ဗျာအမေခုနကလို့စီးပွားရေးအရအရေးပါတာကတော့ရခိုင်ရဲ့ရှေ့ဆုံးနဲ့အကြီးဆုံးမြစ်ဖြစ်တဲ့ကလဒန်မြစ်ကြောင်းတစ်ချောက်ကိုစီးပွားရေးလုံနိုင်မှဖွံ့ဖြိုးဒီစီးပွားရေးနဲ့ဒီ distribution တွေကျွန်တော်တို့ transportation တွေလုံနိုင်ပါမှရခိုင်ရဲ့စီးပွားရေးအဓိကစိတ်အပိုင်းအုံကြီးကိုကင်မိမှအညာကိုကင်မိပြီးသားဖြစ်မယ်ဆိုတာအဲ့ဒါအိန္ဒိယလည်းအဲ့လိုသဘောပေါက်တဲ့အနေအထားရှိတယ်ဒါအေအေလည်းအဲ့လိုပဲဥစ္စာဖြစ်တဲ့အနေအထားရှိပါတယ်ဆိုတော့အဓိကတော့ဒီရေချောင်းလမ်းကိုအသုံးပြုတဲ့ရခိုင်ပြည်မှာတော့ဒီရခိုင်ပြည်ရဲ့အရှေ့ဆုံးနဲ့အကြီးဆုံးမြစ်ဖြစ်တဲ့ကလဒန်မြစ်ရိုးကိုစိုးမိုးထားနိုင်ရေးဟာအဓိကအခရာကျတဲ့စီးပွားရေးရောနိုင်ငံရေးရောဘယ်ရှုထောင့်ဘယ်ဗျူဟာကပဲကြည်ဒီမြေကြောင်းတစ်ချောက်ကိုစိုးမိုးထားနိုင်ရေးဟာပထမပြစ်မှတ်ဒါမှမဟုတ်ပထမဦးစားပေးဖြစ်တင်တယ်ဆိုတာပိုပြီးသိတာလွယ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပဲဆရာနောက်ကျွန်တော်တို့ဒီအများစိတ်ဝင်စားတဲ့အခုကျွန်တော်နားထောင်တဲ့ပရိသတ်တွေလည်းများများ share ပေးဖို့ကျွန်တော်တဖြည်းဖြည်းနဲ့ကျွန်တော်မိခွန်း၃ခုမြောက်ကိုပေးတဲ့အချိန်မှာကျွန်တော်မြက်အတွေးအတွေးအပိုင်းမှာတော့၎င်းကျွန်တော်မျက်စိအမြင်အာရုံမှာတော့၎င်းကျွန်တော်တို့ဒီအခုမျက်မှောက်ခက်စစ်ရေးနဲ့နိုင်ငံရေးနဲ့ကျွန်တော်တို့ရုပ်လုံးပေါ်လာတယ်လို့ကျွန်တော်မြင်နေရတာဖြစ်ပါတယ်အခုနောက်မိခွန်းမှာစစ်ရေးအရာစစ်ရေးအရကျွန်တော်တို့ Arakan Army 2009မှာစတည်တာကိုကျွန်တော်တို့စဖွဲ့စည်းတာကိုကျွန်တော်တို့ကြားသိရတယ်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ KIA ရဲ့လက်အောက်မှာအတူတူစစ်ရေးတင်နန်းတရင်းနဲ့လေ့ကျင့်ရင်းနဲ့အတူတူတိုက်တယ်နောက်ပြီးရင်ရှမ်းပြည်မြောက်ပိုင်းမှာလဲ MNDAA တို့ TNLA တို့နဲ့လဲအတူတကွစစ်ရေးလေ့ကျင့်ပြီးတော့အတူတူသူတို့စစ်တိုက်တာရှိကြတယ်ကျွန်တော်အခုမေးခွန်းထုတ်ချင်တာတော့ AA ကဘာလို့direct ကိုဒီရခိုင်ပြည်နယ်မှာတပ်မဆွဲသေးပဲနဲ့တခြား KIA တို့တခြားမဟာမိတ်တွေနဲ့အတူတူတိုက်ပြီးတော့ပူပေါင်းပြီးတော့စစ်ပညာတွေသင်ယူတာမျိုးနောက်ပြီးတော့ဒီရခိုင်ဘက်လာတဲ့အချိန်မှာလည်းရခိုင်ပြည်နယ်ကိုချက်ချင်းခြေကုပ်မယူသေးပဲနဲ့ဒီကျောက်ချင်းပြည်နယ်အောင်မဆုံးကလက်ဝမြို့ကိုဒီလိုမျိုးခြေကုပ်ယူပြီးတော့အရင်ဆုံးကျွန်တော်ခြေကုပ်လဲယူတယ်2018မှာကလေးအဲ့မှာပလဲဝနေကျွန်တော်စကားစကိုတိုက်နေတာကျွန်တော်တို့အောင်ဆန်းစုကြည်တို့ NLD ခက်ကလေးကျွန်တော်တွေ့တည်နေပြီးတော့တွေ့မြင်နေကြတာဖြစ်ပါတယ်အဲအကြောင်းဒီစစ်ရေးအရာမဟာဗျူဟာအရာဒီပလဲဝကဘယ်လောက်ထိ Arakan Army ဒီအတွက်ကောနောက်ရခိုင်ပြည်နယ်ရခိုင်အမျိုးသားရေးအတွက်အရေးပါတယ်လဲဆိုတာကျွန်တော်တို့ဆရာရှင်းပြပေးဖို့တောင်းပန်လိုတာဖြစ်ပါတယ်ဟုတ်ကဲ့ဟိုတရေးအရာကတော့ခုနကပြောသလိုပဲဒီနိုင်ငံရေးနဲ့စီးပွားရေးဘိုင်းတွေမှာအရေးပါလာတဲ့ဒီကလဒန်မြေကြောင်းတစ်လျှောက်မှာကလဒန်မြို့ဝဘိုင်းဆိုရင်တော့ဒါဟိုးစားပေါ့စစ်တွေပေါ့စစ်တွေကနေအဲ့ဒီမှာစစ်တွေပေါက်တော့အဲ့ဒီဘက်ကနေစပြီးတော့ဟိုးစားဖြစ်မယ်သို့တော်လည်းပဲစပြီးတော့တိုက်ပွဲပုံဖော်တဲ့သဘောတရားမှာကပျောက်ကြားစနစ်နဲ့တွားရတာဟုတ်ပျောက်ကြားစနစ်ဆိုရင်တော့တောတောင်ရေမြေတဘာဝအနေအထားကိုအခြေခံပြီးတော့တွားရတဲ့စနစ်ဖြစ်တယ်အဲ့ဒီခါကျတော့စီရေးအရာလဲအဲ့ဒီလိုခုနကလိုဒီကုန်းတွင်းပိုင်းနည်းနည်းပိုကြတဲ့ပလဲဝလိုနေရာမျိုးရခိုင်မြောက်ပိုင်းနောက်တစ်ခါဒီပလဲဝနဲ့ဆက်ဆက်နေတဲ့ကြောက်တော်မြို့နယ်လိုနေရာမျိုးအဲ့လိုမျိုးဟာဒါတောရင်းတိုက်ပွဲတွေလုပ်ဖို့အတွက်နောက်တစ်မျိုးပြောရင်ပျောက်ကြားစစ်စင်ရေးဆင်နွှဲဖို့အတွက်ဒါအကောင်းဆုံးနယ်မြေအနေအထားပါပဲအဲ့ဒါပြီးမှဒီပျောက်ကြားစစ်
ကနေအဆင့်တက်ပြီးမှဒီနောက်ပိုင်းမျိုးပေါ်မျိုးသိန်းတိုက်ပွဲတွေအထိအဲ့လိုဖြည်းဖြည်းချင်းသွားတာကိုမူလာတန်းအလယ်တန်းအထက်တန်းနောက်မှဘွဲရအောင်အဲ့လိုသွားတဲ့သဘောပါပဲပြီးတော့နာမည်တွေကအကုန်လုံးဆက်ဆက်နေတာလေဆက်ဆက်နေတဲ့အခါကျတော့ဒီဥစ္စာပေါ့ဒီနိုင်ငံရင်းမှာ dominant theory ဆိုတာရှိရမှာလားတခုလဲပြီးကျန်တဲ့ဟာတွေအကုန်လိုက်ပြီးလဲတယ်ဆိုတဲ့သဘောတဘာဝဆိုတော့ဒါပြောမယ်ဆိုလို့ရှိရင်စစ်ရေးရဲ့သဘာဝတစ်ခုမှကဒါခင်ဗျာဒီဆန်စုရဲ့ကျမ်းကိုပဲဖတ်တခြားကဘာပဲစစ်ကျမ်းကိုပဲဖတ်အဓိကကတော့ကိုမင်းလင်းပြောရင်အားပြောတဲ့အပိုင်းကနေရန်သူရဲ့အားပြောတဲ့အပိုင်းရန်သူခုခံမှုအ ਨੇ ဆုံးအပိုင်းကနေစပြီးဖောက်ထွက်ရတာဒါစစ်ရေးရဲ့သဘာဝတရားပါရန်သူခုခံအားအခိုင်မာဆုံးအပိုင်းတွေကတော့တွေ့လို့မရပါဘူးကိုယ်ပဲစပြီးလန်ထွက်တော့မယ်အဲ့မှာဆိုတော့ရန်သူအနေနဲ့ခုခံမှုအနေအထားအများဆုံးပထဝီအနေအထားရရောတခြားသောပတ်ဝန်းကျင်အနေအထားတွေရတော့၎င်းရန်သူရဲ့ဒီလှုပ်ရှားတော်လာကုခတ်မှုအနေအထားရတော့၎င်းအားအပြော့ဆုံးအ ਨੇ ဆုံးလို့ထင်ရတဲ့အပိုင်းကိုစပြီးဖောက်ရတာဒါစစ်မဟာဗျူဟာရဲ့အဓိကတော့ချက်တရားပါပဲကျွန်တော်အဲ့ဒီအပိုင်းလေးကပဲကျွန်တော်ဖြည့်ပြရစီဒီမိကုန်းကိုတော့လေကျွန်တော်ကိုယ်တိုင်ကဒီစစ်သားကြီးမဟုတ်တော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာအခုဆရာဖြေပေးသွားတဲ့အတိုင်းကျွန်တော်တို့ကဒီရခိုင်ကပလက်ကွာကနေပြီးတော့ဆအရာပေါ့ဒီတမိုင်းအနေထားရလဲကျွန်တော်သိရှိသွားပြီးပြီတောက်ပြီးတော့ပထဝီအနေထားလဲဖြည့်ပြီးသွားပြီနောက်စီးပွားရေးရလဲမရှိမဖြစ်အိန္ဒိယနဲ့ရခိုင်ပြည်နယ်ကြားမှာဒီပလက်ကွာကကျော်လို့မရတဲ့နေရာစီးပွားရေးအချက်ချာကြတဲ့လမ်းပန်းဆက်သွယ်ရတော့လည်းကောင်းမြို့တစ်မြို့ဖြစ်တဲ့အကြောင်းသိပြီးနောက်စစ်ရေးအရာလဲရခိုင်ပြည်နယ်ကိုချီကုတ်မယူသေးပဲနဲ့ပလက်ဝနေပြီးတော့ဒီຫນွေဦးတော်လိုင်းရေးမတိုင်ခင်ကတည်းကပလက်ဝနေပြီးတော့စစ်ပွဲတွေစဖော်ခဲ့တာဆိုတော့ဒီကနေပြီးတော့ခုနဆရာပြောသွားတဲ့ပျောက်ကြားစစ်စင်ရေးသဘောကနေပြီးတော့အခု18မြို့ထဲမှာရခိုင်ပြည်နယ်ရဲ့မြို့နယ်18မြို့ထဲမှာ12မြို့အထိအခုမှာတိုင်ရင်အထီတော်မှတိမ့်နိုင်ဖို့အခြေအနေရှိလာတော့အရင်တော့ဒီစကားရခိုင်ကို NCA လက်မှတ်ထိုးဖို့ရှောက်တဲ့အချိန်မှာစကားတော်မှတိုင်းရင်းသားလက်နက်ကိုင်အနေနဲ့တိတ်အတိအမှတ်ပြုချင်တဲ့ဒီအာရကန်နဲ့ MNDAA နဲ့ TNLA နဲ့အရင်တော့ KIA တို့ရှိနေပြီးသား KNU နောက်SSA RCSS တို့အဲ့လိုမျိုးဟိုနှစ်ရာစုနှစ်တော့မှကြော်တဲ့ဒီရင့်ကျက်တဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်ကြီးတွေကိုပဲသူတို့ကfocus လုပ်တာအခုကျတော့ဒီဟိုရောက်ရှိဖို့ဒီနိုင်ငံရေးအရာရောနောက်စီရေးအရာဒီလောက်အောင်မြင်ဖို့အတွက်တွန်းအားထဲမှာဒီလိုမျိုးခေါင်းဆောင်ဒီဘူချုပ်ထုံးမြတ်နိုင်တို့ဒေါက်တာညိုထွန်းအောင်တို့ခေါင်းဆောင်ဒီရောနောက်ပြီးတော့နိုင်ငံရေးမှာဆိုလဲကျွန်တော်တိတလောက်မှတ်တလောက်ဆိုတော့ဦးအေးတာအောင်တို့နောက်ဦးဖေတန်းတို့ဦးလာလာဆောလာတော့အမျိုးသမီးမှာလည်းဒေါ်ထုမေတို့နောက်ဒေါက်တာအေးမောင်တို့အဲ့လိုနိုင်ငံရေးခေါင်းဆောင်တွေဝါရင့်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ခေတ်တစ်လူငယ်ဥပမာဘူချုပ်ထွန်းမြတ်နိုင်ဆိုအေးစထောင်တော့သူ့အသက်က30အစွန်းကြော်လေးပဲရှိမယ်ဆိုတော့ဒေါက်တာညိုထွန်းအောင်လဲတော့မသိမရင်အသက်ကြီးပိုက်မြောက်ဒီလိုမျိုးအရင်တော့ရခိုင်နန်းတော်ရခိုင်နိုင်ငံတော်ခေတ်က18ရာစုနောင်ပိုင်းလောက်မှာပုံဆုံးသွားတယ်သူများအသိမ်းပိုက်ခံသွားတယ်အဲ့ဒီကြားနဲ့အဲ့ဒီချိန်နဲ့အခုခေတ်သစ်လူငယ်တွေနဲ့အခုရခိုင်နိုင်ငံကောင်းဆောင်နဲ့ချိတ်ဆက်တော့အပေးမှုကြောင့်ဒီလိုဘယ်လိုအခြေအနေကြောင့်ဒီလိုမျိုးရခိုင်ရဲ့စစ်စင်ရအာရကန်အမြစစ်စင်ရပျောက်ကြားစစ်စင်ရနေအခုအလုံးစုံခုနဆရာပြောသလိုဆိုရင်အရင်တော့ရခိုင်ဘယင်လက်ထက်တော့ရခိုင်ဒီပိုင်တဲ့ဤရွာဒီတောင်ဘက်မှာဤရွာဒီတောင်ကုတ်ဘက်မလားဤရွာဒီဘက်နောက်အရှိဘက်မှာဆိုပဲခူးဘက်မြောက်ဘက်မှာဆိုပလက်ဝဘက်အဲ့လိုမျိုးချက်နိုင်လောက်အောင်သူများတခြားနိုင်ငံတခြား
တိုင်းရင်းသားခေါင်းဆောင်တွေက Federal Democracy Federal ပြည်ထောင်စုလို့အော်နေတဲ့ချိန်မှာမူချုပ်ထွန်းမြတ်တဲ့ Confederate ကနေပြီးတော့အခုရခိုင်နိုင်ငံတော်လို့ပြောနိုင်လောက်အောင်တွန်းအားပေးတဲ့ဒီအချက်တွေကိုဆရာအနေနဲ့ကျွန်တော်တို့ကတော့အပြင်ကနေတွေးခေါ်တာပေါ့နိုင်ငံရေးခေါင်းဆောင်တွေနော်လက်နက်ကိုင်ခစ်တစ်တွေးတစ်လောင်းတဲ့ခေါင်းဆောင်တွေရဲ့ဘယ်လိုမျိုးဆက်ပြီးတော့ဆက်ပြီးတော့ဘယ်လိုမျိုးဒီလိုမျိုးကြောက်ကြားကနေပြီးတော့မထင်မှတ်ပဲနဲ့အခုအာအောင်မြင်ဆုံးတိုင်းရင်းသားလက်နက်ကိုင်ဖြစ်သွားတဲ့ဥမာဒီရခိုင်ပြည်နယ်မှာဒီရခိုင်နိုင်ငံတော်အဆင့်လားရခိတလမ်းစဉ်ဆိုတာပါလဲဆိုတာကိုဒီကျူဝက်ချက်တွေကိုဆရာခြုံငုံပြီးတော့သုံးသပ်ပြီးတော့ဆွေးနွေးပြပါလားကျွန်တော်ပရိသတ်တွေအတွက် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အာအားလုံးကိုခြုံပြီးပြောရင်တော့ဒီရခိုင်တော်လှန်ရေးအခုဒီအတိုင်းအတာတစ်ခုတည်းအခုအောင်မြင်လာတဲ့အနေအထားကတော့ဒါအချက်တွေအများကြီးရှိမှာပါအမေအဓိက main အချက်တွေကတော့ဒီဘောင်းဆောင်ပိုင်းမှာခုနကဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဒေါက်တာညိုထွန်းအောင်တို့ဒါလူငယ်ရွယ်ပြီးတော့တက်ကြွတဲ့အမျိုးအမြင်လဲရှိတဲ့စီကံလဲကောင်းတဲ့ဒီလိုခေါင်းဆောင်တွေရဲ့ခေါင်းဆောင်မှုအောက်နောက်ဘုံမီကျော်ဟန်တို့အဲ့လိုခေါင်းဆောင်တွေရဲ့အောက်မှာဒီအေးပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်အဲကျွန်တော်တို့မှာခေါင်းဆောင်ကောင်းတွေရရှိထားပါတယ်နောက်အဓိကပို့ပြီးအခြေခံကြတဲ့အချက်တစ်ချက်ကတော့ရခိုင်ပြည်သူတွေရဲ့စိတ်ဓာတ်နဲ့ခံယူချက်ပါရခိုင်ဟာကျွန်တော်အစောပိုင်းမှာဒီ interview ရဲ့အစောပိုင်းမှာကျွန်တော်ပြောခဲ့ဘူးဒီလိုပဲနိုင်ငံအဖြစ်နဲ့ရာစုနှစ်ထောင်စုနှစ်နဲ့ချီပြီးတော့နိုင်ငံအဖြစ်နဲ့နေလာခဲ့တဲ့နိုင်ငံဆိုတဲ့အခါကျတော့နိုင်ငံနဲ့လူမျိုးတရဖြစ်ခဲ့လေတော့အဲ့ဒီရဲ့ဒီ root အမြစ်ကအဲ့ဒီမှာခိုင်မာရှိနေတာဗျရခိုင်တယောက်ဟာစာတတ်ခြင်းတတ်မယ်ဟာလားပညာရည်ရှင်ရှိရင်ရှိမယ်မရှိရင်မရှိဘူးချမ်းသာခြင်းချမ်းသာမယ်ဆင်းရဲခြင်းဆင်းရဲမယ်မြည်သည့်အနေအထားတောကဖြစ်ရင်ဖြစ်မယ်မြို့ကဖြစ်ရင်ဖြစ်မယ်ဘလို့အနေအထားကဘလို့တော့ဘယ်အရက်ဒေတာကဘလို့အနေအထားနဲ့ရခိုင်ပဲဖြစ်သူတို့မှာစိတ်တစ်ခုပဲရှိတယ်ခုရခိုင်ကိုပြန်ရဖို့ကိုတိုင်းပြည်ကိုပြန်ရဖို့ဒီမှာဒီလောက်နည်းနည်းတချို့မြို့တွေအဲ့မှာရမ်းပြဲတို့ဒီပေါက်တော်တို့အဲ့မှာမြို့တော်တော်များများခင်ဗျပြဖြစ်သွားတာခုဒီတိုက်ပွဲမှာလုံးဝပြတော့တမျိုးလုံးဒီတိုင်းပြဖြစ်သွားတာအဲ့လောက်ထိအဲ့လောက်ထိအတိုက်ခံရတာကျွန်တော်တို့ဟာခင်ဗျရခိုင်ပြည်သူတွေလေအင်္ဂလိပ်တစ်ချက်မမြင်ဘူးခင်ဗျကျွန်တော်ဆိုလိုတာမညီဘူးပြပလေးစီဖွားရည်တော့ဒုတ်ထောက်ပြီးသွားနေပြီအသက်80 90နေပလေးစီငါအမေတို့အဖွားတို့တေပလေးစီငါတို့အလံလေထဲမှာလွင့်တာကိုမြင်ခဲ့ကျင်တယ်ငါမသေးခင်ဘယ်လိုပြောတာခင်ဗျကိုမွေးတဲ့ကိကိုမသိဘူးနော်ခင်ဗျအဖွားဘယ်နှခုနှစ်ကမွေးလဲဆိုတော့ तू မသိဘူးကျွန်တော်ကစာမတက်ဘူးသို့တော့ငါတိုင်းပြည်ငါလူမျိုးဆိုတဲ့စိတ်ကသူ့မှာအပြည့်ရှိတယ်အဲ့ဒါလေးဆိုလိုတာအဲ့ဒါနောက်တစ်ခါဒီမြောက်ဦးတို့ဝေသာလီတို့အဲ့ခေတ်အကြီးအသီးသီးကအဲ့ဒီအေးရမဆောက်ဦးကြီးတွေကလည်းအများကြီးအကုန်ကြံနေသေးတာဟုတ်အဲ့မှာမြောက်ဦးမှာနန်းရကုန်းတို့ဒါတော့မိအကျဉ်ရှို့တာတော့အဲ့ဒီတိုင်းကြံနေသေးတယ်တချို့အုံမျိုးရိုးကြီးတွေအဲ့နန်းမျိုးရိုးကြီးတွေအေးရမနန်းကြီးမြောက်ဦးပါဆိုတော့ဒီသမိုင်းအထောက်အထားတွေအဆောက်အဦတွေနောက်တစ်ခါဖောက်ဖျက်ခံရသည့်တိုင်ကြံရှိနေသေးတဲ့သမိုင်းအထောက်အထားတွေနဲ့ရောဒီတကြီးစကားတက်ငယ်ကြားပြီးတော့ generation to generation ပြောလာတဲ့ရခိုင်သမိုင်းကြောင်းဘောတရားတွေအဲ့ဒီဟာတွေကနေတစ်စစ်ဒီရခိုင်တွေရဲ့ယင်ထဲမှာခုနကလို့အမျိုးသားရေးစိတ်ဓာတ်ပေါ့ national spirit ကိုတော်တော်ကြီးကိုရှင်းတန်းစေတာပါဒါရခိုင်တချင်းတွေဆိုလည်းအများကြီးပါ national တွေးကြွစေတဲ့တချင်းတွေအတိတ်ရခိုင်ပြည်ခေတ်ကိုလွတ်ဆွပြီးတော့တန်းတာပြီးတော့ရေးထားတဲ့ကြပြားတွေဥစ္စာဆိုရင်လည်းမဂ္ဂဇင်းစာတုံးစီမှာတော့ဖတ်လို့မကုန်တော့အောင်အများကြီးရှိပါတယ်ဒါတွေကဆိုလိုတာကဒီရခိုင်တွေရဲ့အမျိုးသားရေးစိတ်ဓာတ်
အင်မတန်ခိုင်မာတာအဲ့ဒါလည်းအချက်ကြီးတစ်ချက်ပါခုနကဒီခေါင်းဆောင်တွေရဲ့ကျွန်တော်တို့မှာခေါင်းဆောင်ကောင်းတွေရှိတဲ့ဟာအချက်တစ်ချက်ရဲ့ခုနကအမျိုးသားရေးဥစားဒီစိတ်သက်ခိုင်မာမှုအချက်တစ်ချက်ရဲ့နောက်တစ်ခါကာလန်ဒေတန်ပေါ့ဗျာခုခေတ်အခုအခြေအနေအခုလိုတိုက်နေတာတွေပြုနေတာတွေဟာလွန်ခဲ့တဲ့ခေတ်ဒီထက်နောက်ကျတဲ့ခေတ်ဒီထက်အင်မတန်စောတဲ့ခေတ်ဆိုကြပါစို့ခုလိုလူထုမီဒီယာတွေမရှိသေးတဲ့ခေတ်လူတယောက်နဲ့တယောက်ကြားမှာအင်မတန်ဆက်သွယ်ဖို့တနေရာနဲ့တနေရာကြားမှာဆက်သွယ်ဖို့ပူးလူသွားလာဖို့ခဲရင်းတဲ့ခေတ်ဆိုရင်လည်းဒီကျွန်တော်တို့တော်လှန်ရေးဒီလောက်ထိအနေထားရောက်လာဖို့မလွယ်ပါဘူး။ဘာလို့တော်လှန်ရေးသမားတွေဘာတွေလုပ်နေလဲပြည်သူတွေမသိဘူး။ပြည်သူတွေဘယ်လိုဖြစ်နေလဲတော်လှန်ရေးသမားတွေလည်းသိဖို့မလွယ်ဘူး။အခုကြတော့အကုန်လုံးတပြေးညီအကုန်လုံးမြင်နေရတယ်ကြားနေရတယ်သိနေရတယ်အတိအကျမဟုတ်တိတိုင်ရေဘူးရအားဖြင့်တော့အားလုံးကြားနေသိနေမြင်နေကြရတဲ့အခါကြတော့ဒါကျွန်တော်တို့ဒီပြည်သူအခြေခံပြည်သူနဲ့တော်လှန်ရေးအဖွဲ့တော်လှန်ရေးခေါင်းဆောင်တွေကြားမှာconnection ကဖက်စိတ်ဖက်မိဖြစ်သွားတယ်ဆိုတဲ့အခါကျတော့နောက်တစ်ခါဒါကျွန်တော်တို့ဘက်ကနောက်အချက်တစ်ချက်ကိုပြောမယ်ဆိုလို့ရှိရင်တော့အခုနကလို့ဒီမြန်မာနိုင်ငံအပိုင်းမှာလည်းပဲမြန်မာတွေဖက်မှာလည်းပဲခုနကလို့အာဏာတွေအချင်းချင်းသိမ်းပြီးတော့ဒီရွေးကောက်ပွဲရလဒ်တွေကမြောင်းတဲကိုအချင်းချင်းရောက်သွားပြီးတဲ့အခါကျတော့သူတို့အထမ်းမှာကိုနိုင်ကတာအစာမကြေမှုတွေနဲ့တရားမျှတမှုကိုလိုလားတဲ့ပြည်သူတွေနဲ့အကြောင်းမျိုးကြောင့်နိုင်ငံအာဏာကိုထိန်းထားခြင်းနဲ့လူအုပ်စုတွေကြားမှာပြိပက္ခတွေဖြစ်လာတယ်အခုနကလိုကာလန်ဒေတာအပိုင်းတွေအကုန်လုံးကိုခြုံလိုက်တာဒီချိန်ထဲမှာပဲတခြားလက်နက်ကင်အင်အားစုတွေတခြားလူမျိုးလက်နက်ကင်အင်အားစုတွေအင်အားကြီးလာတာကရင်တို့ကချင်တို့ကအစားဥပမာကျွန်တော်တို့ဆိုရင်ကကျွန်တော်တို့ရဲ့မယင်းဆွေရှာဒီကချင်တွေစီမှာဒီAAတို့စခဲ့ရတာပဲစနေတာပဲအခုလည်းလက်တွဲပြီးအားလုံးလုပ်နေကြတော့မှာပဲဆိုလိုတာအဲ့ဒီကာလန်ဒေတာအကုန်လုံးပေါင်းစုံပြီးတော့ဒီအခုလိုအောင်မြင်တဲ့အနေအထားတရက်ကိုရောက်လာတာအမှန်တန်စီကန်းရှိနဲ့ဒီAAကိုတိဆောက်မှုနဲ့အတူဒီအနေအထားကိုကျွန်တော်တို့ရောက်လာတာပါလို့ပဲကျွန်တော်သုံးသပ်ပြောချင်ပါရစေကျေးဇူးပါကျွန်တော်တို့ဒီစာနမူနာပြုတ်ထိုက်တဲ့တခြားတိုင်းရင်းသားတွေနဲ့เนาะတခြားလူမျိုးတွေတိုင်းရင်းသားတွေအနေနဲ့လည်းတကယ်စာနမူနာပြုတ်ထိုက်တဲ့ဒီရခိုင်လူငယ်ကောင်းဆောင်တွေရဲ့နောက်ခုနကျွန်တော်ပြောသွားတဲ့ဝါရဲ့နိုင်ငံကြီးသမားတွေရဲ့အကြံပြုမှုတွေနောက်စာအုပ်သိမ်းမောင်တို့လူပြပရောက်ရခိုင်အမျိုးသားတွေကလည်းတအားနဲ့ပါဝင်မှုတွေကိုစုပေါင်းပြီးတော့ဖွဲ့စည်းထားတော့အခုလိုအောင်မြင်နေတာကိုကျွန်တော်တို့အနေနဲ့လည်းဝမ်းသာကုန်ယူမိတယ်တော့ဒီချင်းပြည်နယ်တောင်ပိုင်းမှာလည်းကျွန်တော်တို့ပြီးခဲ့တဲ့2 လလောက်ပြန်ပြောင်းပြီးတော့ကြည့်မယ်ဆိုရင်မတူပီမြို့သိမ်းတိုက်ပွဲနဲ့ဒီအခုမနစ်တနေ့မှာမြို့သိမ်းတိုက်ပွဲမင်းတပ်မြို့သိမ်းတိုက်ပွဲတော့ကံပလက်တော့မှာလဲAAနဲ့ချင်း brotherhood နဲ့ပါဝင်ပြီးတော့ AA ကဒီဦးဆောင်တိုက်ပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ချင်းပြည်နယ်မှာလည်းအထိုက်အလျောက်အောင်မြင်သွားတာကိုဒီAA ရဲ့ပံ့ပိုးကေုံငမှုနဲ့လက်နက်ခဲရနေကိုပံ့ပိုးပေးမှုရနောက်လူအင်အားနဲ့တိုက်ပေးမှုတွေကြောင့်ကျွန်တော်တို့ကြားသိရတယ်အားကြောင့်ကျွန်တော်တို့ဒီ Arakan Army ဦးဆောင်မှုအပိုင်းတွေဦးဆောင်တဲ့ပုံကိုယ်တွေကျွန်တော်စကားပြောခွင့်မရပေမဲ့ဒီမှာဆရာဦးသိန်းမောင်အနေနဲ့ဒီ Arakan အမျိုးသားရေးမှာတစိုက်မမလှုပ်ရှားတဲ့ပုံကိုယ်တယောက်စီလဲကျွန်တော်တို့ကျေးဇူးတင်စကားပြောခြင်းတယ်လို့ကျွန်တော်တို့အနေနဲ့ဒီsocial media တွေမှာဒီရခိုင်မုံတီးဝါဒဒီလက်ဝါကိုရခိုင်အသိန်းတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးဖြန့်တာတော့ပြရတယ်နောက်ပြီးတော့ဒီမတူပီမြို့သိန်းတိုက်ပွဲမှာလဲကျွန်တော်တို့တကြီးမှုဘူမှုအဆင့်တယောက်ကိုအရှင်စစ်သုံးပါးနဲ့ဖမ်းဆီးပြီးတော့သူတို့မေးတဲ့ချိန်မှာဒီကျွန်တော်ချင်းလန်ကောင်စီဆိုတဲ့ CNF Chin National Front တွေကသူတို့ဒီ CB နဲ့ Alliance ဖွဲ့ပြီးတော့မြို့သိမ်းတိုက်ပွဲမှာသူတို့ဒီ SS စကားကို drone အကူအညီနဲ့အမြောက်ကြီးအကူအညီတောင်းပြီးတော့ပြန်တိုက်တယ်ဆိုတာကိုကျွန်တော် one နဲ့ဆိုကြားသိရအဲ့လိုမျိုးကြတော့ဒီ social media မှာကျွန်တော်အနေနဲ့စကားကိုအပြစ်ပြအောင်ချီမုန်းတဲ့
ဘယ်အဖွဲ့မဆိုပေါင်းစည်းတဲ့အတူတကွတိုက်တဲ့နေရာမှာဒီချင်းလန်းကောင်ဆယ်နေပြီးတော့ဒီချင်း brotherhood နဲ့ AA ကိုပြန်ပြီးတော့တိုက်ထုတ်တာမျိုးနောက်ရခိုင်ကချင်းဒီကိုတိုက်တာမဟုတ်ဘဲနဲ့ AA ကဒီစကားစကိုအမြင့်ပြတ်ဖို့တော့ချင်း brotherhood တို့တဲ့အကူအညီလုပ်ပြီးတော့အတူတကွတိုက်တာနောက်ရှင်းရှင်းပြောလဲကျွန်တော် NUG ကနေပြီးတော့ချင်း brotherhood ချင်းလက်နဲ့ကြိုင်တွေကရမယ့်အခွင့်အရေးတွေကိုအဲဒီချင်းလန်းကောင်ဆယ် CNF ကပိတ်ပင်ပြီးတော့ရထိုက်တဲ့အခွင့်အရေးတွေကို NUG ကနေမရတော့မှတို့ Arakan ကုထအင်အားကြီးတဲ့ Arakan Army ကိုအားကိုးပြီးတော့လက်နဲ့ခေါ်လို့ဒီလိုမျိုးလုပ်တဲ့အချိန်မှာဆက်အနေနဲ့အချင်းချင်းကုရန်တော့သူရဲ့တာနဲ့ဒီမတူပီမျိုးတင်းတိုက်ပွဲလိုမျိုးမှာချင်းလန်းကောင်ဆယ်ပြန်တိုက်တဲ့အနေထားမျိုးတွေနောက်ပြီးတော့ဒီရခိုင်မုံတီးတဲ့တိုင်းသားချင်းချင်းဖြစ်တဲ့ဒီပလက်ဝအရေးတွေကြောင့်ရခိုင်မုံတီးတဲ့ဝါရတွေကိုဖြန့်တာတွေကိုဆက်အနေအချင်းလောက်အဆင်ပြေတယ်လို့သုံးသပ်ပြီးတော့ဝေဖန်ပြီးမှုကျွန်တော်တောင်းဆိုလိုပါတယ် ဟုတ်ကဲ့ဆရာအဲ့ဒီကျွန်တော်တို့အရှင်းချင်းအဲ့ဒီမှာမုံတီးရေအဲ့လိုဖြစ်တဲ့အပိုင်းတွေအဲ့လိုရေးနေတာတွေပြောနေကြတာတွေကျွန်တော်လည်းအဲ့လိုဖတ်ဖူးတယ်နားလဲနားထောင်ဖူးပါတယ်အတိုင်းအတာတစ်ခုတည်းပေါ့လေအချို့ပေါ့အားလုံးကိုတော့ဖြစ်မှာဖြစ်ပါပါကျွန်တော်အများကြီးကျွန်တော်တို့အများကြီးစိတ်မကောင်းဖြစ်ရပါတယ်သို့တော်လည်းပဲဒီနေရာမှာအချို့ကအဲ့ဒီပလက်ဝကိုပဲဥတည်ပြီးတော့ဒီချင်းတဲ့ရခိုင်ကြားမှာလှုပ်ဆော်ပေးတာတွေရှိတယ်ဗျဆိုတဲ့အခါကျတော့ကျွန်တော်တို့နားလည်ဖို့ကကဲဘသူပိုင်နဲ့ဘသူမပိုင်ဘူးဆိုတာဒီကိစ္စမှာကျွန်တော်တို့ဘယ်လိုပြောမလဲကဲခင်ဗျားတို့ချင်းပြည်နယ်ရခိုင်ပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်ဟုတ်နာမည်တက်ထားတာပဲရှိတယ်အမှန်တကယ်လုတ်ပိုင်ခွင့်နဲ့ပိုင်ဆိုင်နေတဲ့သူကဒါဟိုးစားပြဒီအုံနာကတိကျတယောက်ပြကျွန်တော်တို့ဟိုးစားလို့သွားဖြစ်တယ်ဗျဒီကျွန်တော်တို့အမေရိကန်မှာဆိုလို့ရှိရင်အမေရိကန်မြို့ကြီးတွေမှာဆိုလို့ရှိရင်ဟိုးစားပေါ့ဗျအိမ်ငှားဒီ apartment ငှားပြီးနေတယ်လို့လိပ်စာပေးလို့မရဘူးလားရတယ်လူတွေကိုဖိတ်တယ်ကျွန်တော်တို့အိမ်လာခဲ့လေကို apartment ကိုဖိတ်တာပေါ့လေဒါကိုနေသလားနေတယ်ကိုပိုင်သလားပိုင်တယ်ကိုတကယ်မပိုင်ဘူးလားဆိုတော့လည်းမပိုင်မြန်ဘူးဆိုတော့အိမ်ငှားနေတယ်လို့ပဲလိပ်စာပေးလို့ရတယ်ဖိတ်လို့ရတယ်လူတွေကိုအဲ့ဒီမှာဒါပေမဲ့အဲ့ဒီဟာကိုအမှန်တကယ်အယောင်းအဝယ်လုံနိုင်လောက်တဲ့ပိုင်ဆိုင်မှုမျိုးအမှန်တကယ် grant နဲ့အသေးအချာစာချုပ်စာတမ်းနဲ့ပိုင်ဆိုင်မှုကြတော့ဒါရှင်းရှင်းလေးဒါဗမာကပိုင်တာဗျမြန်မာကပိုင်ထားတာကျွန်တော်တို့ဘယ်သူပဲပြောချင်းပြည်နယ်ပဲပြောရခိုင်ပြည်နယ်ပဲပြောအမှန်တကယ် grant အရာပိုင်ဆိုင်ထားတာအုံနာကတီးခြားတယောက်ကြကျွန်တော်တို့လိပ်စာပေးလို့ရတဲ့အနေထားနေတဲ့လိပ်စာပေးလို့ရတယ်မဟုတ်ဘူးလားဟုတ်တယ်ဟုတ်လားဆိုတော့မဟုတ်တော့ဘူးအဲ့ဒီအနေထားပါပဲရှင်းပြောရင်တော့ဆိုဒါတွေကိုလည်းကျွန်တော်တို့ဒါဘောတရားရေးအရာကျွန်တော်တို့နားလည်ထားရပါလိမ့်မယ်နားလည်ထားဖို့လိုပါတယ်လေးနဲ့ဆိုရှင်းတွေအမှန်တကယ်ပိုင်ဆိုင်ခြင်းကိုအမှန်တကယ်ပိုင်အောင်လုပ်ရပါလိမ့်မယ်နှုံးမရင်တော့ခုနကလိုလိပ်စာမပေးလို့မရဘူးလားရတယ်ဒါပေမဲ့ကိုအမှန်တကယ်ပိုင်လို့ငါပိုင်တယ်ကွာငါပြန်ရောင်းမယ်ငါပြန်ဝယ်မယ်အမှန်တကယ်ကိုပိုင်တယ်လို့လုတ်ခွင့်ရှိသလားဆိုတော့မရှိဘူးဗျဆိုတော့အုံနာကနောက်တစ်ယောက်ပါကျွန်တော် apartment ငှားနေတယ်လို့နေရတာမျိုးပါအဲ့ဒီသဘောကိုလေးနဲ့ကိုကလှမ်းပြီးတော့မြင်ဖို့လိုပါတယ်ဆိုတော့ကိုအမှန်တကယ်ပိုင်ဆိုင်ခြင်းကိုအမှန်တကယ် grant အရာဘိုးစားဖြစ်ခြင်းတော့ကိုတိုင်အုံနာဖြစ်အောင်လုပ်ရပါလိမ့်မယ်ဒါရှင်းလေးပါဒါဒီသဘောတရားလေးနဲ့ဆိုရင်ပိုပြီးရှင်းတယ်နောက်တစ်ခါခေတ်ဟာအကုန်လုံးဆက်ဆက်ပြီးတော့တည်ရှိနေတာပါအေးဆိုလို့ရှိရင်အမှမှာရှမ်းပြည်မှာလည်းအေးတိုက်နေတာပဲကရင်မှာလည်းအေးရှိတယ်ကချင်မှာတော့ပြောမနေနဲ့တော့နောက်တစ်ခါအဲ့မှာလာဟုလီဆူအကုန်လုံးတိုက်နေတဲ့ပအိုးပလောင်အကုန်လုံးမှာအေးပါတယ်အခုဒီမျိုးဦးတော်လှန်ရေးတန်းမှာလည်းပဲဗမာတချို့ကိုတောင်မှထောက်ပံ့ကူညီတဲ့အထက်မှာဒါအကုန်အားလုံးလည်းသိတယ်ဒါအေးပါတယ်အခုဒီချင်းကျွန်တော်တို့မဟာမိတ်တပ်ဖွဲ့တွေနဲ့အေးပါတယ်ဆိုလို့ဒါခုနကပြောတဲ့ dominant theory ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်အခုလဲရင်ကျန်တာတွေအကုန်လဲတဲ့ဘောဒါမှမဟုတ်ဆက်ပြီးတော့လဲသွားစေတဲ့သဘောတရားလေးတွေနိုင်ငံရေးမှာအဲ့သဘောတရားလေးတွေရှိတယ်ဆိုတဲ့သဘောတရားလေးတွေကိုလည်းကျွန်တော်တို့လှမ်းမြင်ဖို့လိုပါတယ်ဘယ်လောက်ထိဆက်ပြီးနေတယ်လဲဆိုလို့ရှိရင်ဥပမာကြည့်ဒါအခုနကစဝင်လာတဲ့အပိုင်းတွေပါတွေကိုပြောမယ်ဆိုလို့ရှိရင်အများကြီးအေးကချင်မှာဟိုးစားဖြစ်တယ်နောက်
အဲ့ဒါတွေကိုပြောမယ်ဆိုရင်ဥပမာဗမာတပ်မတော်ဖွဲ့စည်းတုန်းကပဲကြည့်1941မှာမြန်မာတပ်မတော်ကိုစဖွဲ့တော့ခင်ဗျားဒီထိုင်းနိုင်ငံဘန်ကောက်မှာဖွဲ့တာကိုယ်နိုင်ငံထဲမှာတော့မဟုတ်ဘူးဗမာအဲ့ဒီကမှဝင်လာတာဗမာပြည်ထဲကိုဆိုတော့အခုနကလိုရေကြီးရမျက်နှာရအစင်တစ်တဲ့အနေအထားနဲ့လှမ်းဝင်ရလှမ်းနှွှဲရတဲ့အနေအထားတွေရှိပါတယ်စစ်တိုက်ကြတဲ့အခါသူပြင်ကိုယ့်ဘက်မှာဘာမှဒီအာနာပါဝါနဲ့လုတ်ပိုင်ခွင့်တွေကိုပိုင်ဆိုင်မထားတဲ့အနေအထားတရမှာအဲ့လိုပဲစကြရတဲ့အနေအထားရှိတယ်အဲ့လိုပဲတစ်ဖွဲ့ကိုတစ်ဖွဲ့ဝိုင်းကြရတယ်ကူကြရတယ်ဒါအဲ့လိုသဘောတရားတွေရှိတယ်ဆိုတာကိုကျွန်တော်တို့ဒါလေးနဲ့စွာနားလည်သဘောပေါက်ထားဖို့လိုပါတယ်ကျွန်တော်ဘယ်လောက်ထိဆက်ဆက်ပြီးတည်နေတယ်လဲဒီနေ့ခေတ်ဟာကဲကြည့်တလောတုန်းကဒီမှာအမေရိကန်သမ္မတဟုတ်လားဒီဒေါ်နယ်ထရမ့်အရွေးကောက်ခံရတယ်အဲ့ဒါကိုမီဒီယာမှာအဲ့ဒီမှာမြန်မာနိုင်ငံသားတွေဘယ်လောက်ထိပြောဆိုနေကြတယ်လဲကြည့်အဲ့ဒီမှာမဖတ်ခြင်းအဆုံးမကြားခြင်းအဆုံးတွေ့နေမြင်နေရမှာပါတကယ်တော့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေကအမေရိကန်သမ္မတတယောက်ကိုကိုယ်နိုင်ငံရဲ့အနာဂတ်ကိုဒါပုံဖော်ပေးနိုင်မယ်လို့ကိုတို့လူချင်းတဲ့အခြေအနေအကိုဖန်တီးပေးနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်မှုနဲ့ထရမ့်ကိုမဲပေးကြတယ်ဒါကိုမြန်မာနိုင်ငံကလူတွေကမြန်မာနိုင်ငံအတွက်လုတ်ပေးမှမဟုတ်ဘူးဆိုတဲ့အနေအထားနဲ့အဲ့လိုမလုတ်ပေးရမယ့်လူကိုသွားပြီးတော့မဲပေးကြတယ်ဟာအဲ့မှာဘလူပြန်နေတာတကယ်တော့နောက်ဆုံးပြောရင်တော့ခင်ဗျာရှင်းပြောရင်အရှင်းဆုံးနဲ့ဒါအထီရောက်ဒါမှမဟုတ်ဒီအမှန်တကယ်လက်တွေ့အကြဆုံးစကားတစ်ခွန်းကိုဒီမှာပြောမယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အပြုတ်ပြင်ပြောင်းလဲမှုအတွက်အဓိကအခရာဟာမြန်မာတွေပါပဲချင်းတွေရဲ့ပြုတ်ပြင်ပြောင်းလဲမှုဖြစ်ဖို့အတွက်အဓိကကြတဲ့အခရာဟာချင်းတွေပါပဲရခိုင်တွေအတွက်ပြုတ်ပြင်ပြောင်းလဲမှုအဓိကလောက်ရမဲ့လူတွေအခရာကြတဲ့လူတွေဟာရခိုင်တွေပါပဲတခြားအကူအညီမလိုဘူးလားလိုအပ်ပါတယ်ကျွန်တော်တို့တိုးတော်လဲပဲကိုကြမာကိုအမှန်တကယ်ဖန်တီးရမှာကတော့အခုနကဒီရခိတလမ်းစဉ်ကိုကျွန်တော်တို့ဆရာပြောတဲ့ရခိတလမ်းစဉ်ကိုပြန်သွားရင်ရခိတလမ်းစဉ်ရဲ့အဓိကကြောရိုးဟာကိုကြမာကိုဖန်တီးရပါပဲဆိုတော့ကျွန်တော်တို့ဟာရခိတလမ်းစဉ်ရဲ့ကြောရိုးအောက်မှာပဲကိုကြမာကိုဖန်တီးပြီးတော့တွန်းနေပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့ညီနောင်ရင်းရှာမိတ်ဆွေတွေကိုလည်းအလင်းတင်တယ်လို့အခြေအနေပေးတယ်လို့အရှင်းချင်းကူညီပြီးတော့လက်တွဲပြီးတော့ခရီးဆက်နေပါလေဆိုတာကိုပဲကျွန်တော်ထပ်လောင်းပြောကြလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာခုနဆရာပြောရင်းနဲ့ကျွန်တော်နိုင်ငံရေးအကြောင်းတွေပြောတော့ကျွန်တော်ဒီတစ်ချက်အမတ်ရဆရာတခွာတော့ဦးသိန်းစိန်ခေတ်ခေတ်တုန်းကဒီရိုဟင်ဂျာတွေကိုရခိုင်အမျိုးသားပါတီကိုအနိုင်ရအောင်ဆိုပြီးတော့ white card ကြက်ခိုင်ဖွံ့ဖြိုးရေးကပ်ပေးပြီးတော့အဲ့လိုမျိုးအတိမတ်ပြုပြီးတော့မဲထိတ်ခိုင်းလာတော့မှရခိုင်ပါတီတွေကိုသူကကြက်ခိုင်ရခိုင်ပြည်နယ်မနိုင်နိုင်ဘူးနောက် NLD ခေတ်ကြတော့လဲဒီရခိုင်ပါတီတွေကိုမနိုင်ပြန်တော့လေဒီအနိုင်ရအများဆုံးတောင်ပြိုကမ်းပြိုအနိုင်ရတဲ့ရခိုင်ပါတီကိုရခိုင်ဝန်ကြီးချုပ်မပေးဘဲနဲ့လူနည်းစုအနိုင်ရပါတီဖြစ်သွားတဲ့ NLD ကအုံညစ်ဖို့ကိုဒီလိုမျိုးဝန်ကြီးချုပ်ပေးတာမျိုးတွေလဲကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ခံစားမှုကိုကျွန်တော်အပြင်ကလူတွေတော့မှကျွန်တော်တို့အတိမတ်ပြုတဲ့နိုင်တဲ့အကြောင်းကိုကျွန်တော်တို့သိရတယ်နောက်ပြီးတော့ခုနကျွန်တော်တို့ချင်းပြည်နယ်တောင်ပိုင်းကဒီတကယ်ကျွန်တော်ဝန်ခံရမယ်ဆိုအာရကန်တပ်မတော်နဲ့အလိုင်းမဖြစ်ဘူးဆိုရင်ဒီချင်းဘရာဟုတ်ကလည်းလက်နဲ့ခဲရန်ဒီရစရာခုနပြောသလိုချင်းအချင်းမှာတော့မှအဲ့လိုမျိုးရခိုင်လိုမဟုတ်ရဲတဲ့ဘာသာစကားကွဲပြားမှုရဲ့ဒီတအဆွဲတွေကြီးမားမှုရဲ့အားပြိုင်မှုတွေများတော့ချင်းလန်းကောင်စီကပြီးပြီးတော့တို့ဥဆောင်တဲ့ဒေါက်တာလျမုံစခေါင်းတော့ကနေပြီးတော့ NUG မှာတို့ဝင်ရေးအနေနဲ့ရသွားတော့ဒီတခြားချင်းလန်းတဲ့ကိုင်အဖွဲ့ဒီကိုတို့အုပ်စိုးမှုအောက်မှာရှိစီစဉ်တဲ့အတွက်ကြောင့်ရတင်ရထိုက်တဲ့အခွင့်အရေးငွေကြီးနဲ့ဒီလက်နဲ့ခဲယမ်းတွေကိုတို့ဒီချင်းဘရာဟုတ်ဒီမပေးတဲ့အတွက်ကြောင့်မနေနိုင်မထိုင်နိုင်တာလို့ဒီချင်းဘရာဟုတ်ကအေကိုအားကိုပြီးတော့အေရနေပြီးတော့လက်နဲ့အားကိုတဲ့အပြင်ဒီလူအင်အားနဲ့လည်းတို့တိုက်ထုတ်တဲ့နေရာမှာဒီလိုမျိုးကျွန်တော်
ကိုတိုက်တဲ့ရန်သူအတူတူဖြစ်ပေမဲ့ကိုအိုးသိချစ်ကအတူတူဖြစ်ပေမဲ့အဲ့ဒီအချိန်မှာမရှုမလနဲ့ကျွန်တော်မီဒီယာတွေမှာရခိုင်မုံတီးတွေကိုဖြန့်ဝေတဲ့အပြင်ဒီစစ်ကောင်စီဗိုလ်မှူးတပ်ရင်းမှူးတယောက်ကနေပြီးတော့ဒီချင်းလန်ကောင်စီလန်ပြည်အေနဲ့စီချင်းဘရာဒါဟိုအဖွဲ့တွေကိုတိုက်ကိုပေးဖို့ drone တွေတုံးဖို့ RPG တွေတုံးဖို့အကုန်ကြီးတောင်းတယ်ဆိုတာကျွန်တော်လူတိချင်းရှာကျွန်တော်တို့ကြားသိရတဲ့အနေထားမှာတော့ကျွန်တော်တို့အခုအေအတွက်နောက်ချင်းနဲ့ဒီရခိုင်လူထုမှာလဲကျွန်တော်တို့ကဒီပြည်နယ်နဲ့ဒီနယ်မြေအပိုင်ချအောက်ချုပ်ရတဲ့ကိုကမပိုင်ပဲနဲ့အပတ်မဲ့မှာအိမ်ငားနေတယ်လို့ဖြစ်တဲ့အကြောင်းကိုဆရာဒီဥပမာနဲ့ရှင်းပြတာကိုလည်းကျွန်တော်တို့ကွကျွန်တော်မြင်တွေ့ရတဲ့ကြောင်းကျေးဇူးတင်နေနောက်ပြီးတော့ပြီးခဲ့တဲ့နှစ်လတုန်းကမီဇိုရမ်ရဲ့ Chief Minister မီဇိုရမ်ရဲ့ဝန်ကြီးဒီမှာချင်း community ရဲ့ဖိတ်ရှားချက်အရလာတော့ဒီ Indianapolis Town Hall လူထုတွေ့ဆုံဆွေးနွေးပွဲမှာလဲဒီချီလန်ကောင်စီဘက်ကမေးတော့အေအကြောင်းကိုမေးတော့ကျွန်တော်တို့ဂုံယူမိတာကိုကျွန်တော်တို့ message အနေနဲ့ဆရာလည်းတိပြီးသားဖြစ်မှာပေါ့ဒီအေကဒီမီဇိုရမ်နဲ့ဒီနေဆက်တလျှောက်မှာဒီရခိုင်နဲ့ပလက်ဝနဲ့နေဆက်တလျှောက်မှာရှုပ်တဲ့အကြောင်းဒီချင်းပြည်နယ်ကိုလွမ်းမှုပါညာကျွန်တော်မိခွန်းထုတ်တဲ့အချိန်မှာကျွန်တော်တို့ဝမ်းတာဖို့ကောင်းတာတကောအဲ့မီဇိုရမ်ပြည်နယ်ဝင်ကြီးကတော့အေကတော့ဒီလောက်တမိုင်းအစဉ်အလာရတဲ့ယခုမျက်မှောက်ခက်မှာသူတို့အောင်မြင်တဲ့လက်နက်ကင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်အေနဲ့ရန်ဖြစ်ဖို့မကောင်းဘူးအေနဲ့ရန်ဖြစ်မဲ့စားအေနဲ့မဟာမိတ်လုပ်ပြီးတော့ alliance လုပ်ရင်ပိုပြီးအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမိခင်ဘာသာစကားနဲ့လဲပြောတယ်နောက်အင်္ဂလိပ်လိုနဲ့လဲသူပြောသွားတော့ကျွန်တော်မီဇိုဝင်ကြီးဒီမီဇိုရမ်ဝင်ကြီးကကျွန်တော်တို့ပြောသွားတာကြည့်တယ်အဲ့ဒါလိုပဲခုနဆရာပြောသလိုကျွန်တော်တို့ဒီအေကချင်းပြည်နယ်မှာတင်စကားစားကိုကူတိုက်ပြီးတာမဟုတ်လေကချင်ဒီနဲ့လဲကူတိုက်ပြီးတယ်နောက်ပြီးတော့ MMDA နဲ့လဲရှမ်းမြောက်ပိုင်းမှာတိုက်ပြီး TNL တွေထဲမှာလဲကူတိုက်ပြီးတယ် KNU ထဲမှာလဲတိုက်ပြီးတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့အခုဒီ lab ကိုနားထောင်ချပြကျွန်တော်တို့မဟုတ်တူတာအများကြီးရကြမှာဖြစ်ပါတယ်အဲအကြောင်းကျွန်တော်တို့နောက်အခုဆွေးနွေးစီစဉ်တာတော့အေကခုနဆရာပြောသွားတဲ့ပျောက်ကြားစစ်စင်ကြီးကနေအခုမြို့သိမ်းတိုက်ဖွဲ့အထိစစ်စင်ဖြစ်လာတဲ့အချိန်မှာရန်သူလက်နက်ကိုကျွန်တော်တို့ကိုလက်နက်ဖြစ်အောင်ဖန်ဆင်းနိုင်တဲ့အစွမ်းအခုအမ်းမှာဆိုရင်လည်းကျွန်တော်တို့ဗီဒီယိုကလစ်တွေနဲ့ကြည့်တဲ့ချိန်မှာရခိုင်အာမီရဲ့မပိုင်ဆိုင်သေးတဲ့လက်နက်တွေအကြီးကြီးနဲ့เนาะဒီလိုမျိုးတိုက်ရင်းကိုတင်ပိုက်တော့ကျွန်တော်သိရတယ်အဲ့ဒီစိတ်ထိကိုရောက်တဲ့နေရာမှာဒီရန်သူလက်နက်ကိုလက်နက်ဖြစ်အောင်ဖန်တီးနိုင်တဲ့အစွမ်းနောက်ကြောက်ဖြူပဲလာတင်ဘောဒီကိုမြုပ်နိုင်အောင်ပြစ်တဲ့အစွမ်းတွေကဒီဗီဟာဒီဘိုင်းကိုဆရာအနေအချင်းလောက်ကိုက ground မှာစစ်ရေးမှာတာဝန်ကျတဲ့လူမဟုတ်ပေမဲ့ဒီလိုမျိုးခက်မြန်နဲ့မထင်မှတ်လောက်တဲ့ speed နှုန်းနဲ့ဒီအရကန်တမတော်ရသူတို့တင်ပိုက်တဲ့ရန်သူလက်နက်တွေနဲ့ရန်သူကိုတိုက်တဲ့ပြင်ရန်သူစစ်သုံးပန်းနေနဲ့ရန်သူကိုစကန်တင်ပိုက်ချီကိုစွမ်းနိုင်တဲ့အကြောင်းကိုဆရာနည်းနည်းဝေဖန်သုံးသပ်ပေးလို့ရမလားဟုတ်ကဲ့စီဒီပိုင်းအဲ့ဒီလက်နဲ့ကင်တဲ့အပိုင်းဘိုးစာတွေကိုတော့ကျွန်တော်ဘာမှအသေးစိတ်လည်းဘာမှမသိတယ်လို့ဘာမှမပြောလို့ပါဘူးတိုးတော်လည်းပဲပြောလို့ရတာတခုကတော့အေဟာဖြစ်မီစစ်လက်နဲ့တပ်ဖွဲ့အဖြစ်ကျွန်တော်တို့တက်တော်တစ်ခုအဖြစ်နဲ့ခြိတက်နေတဲ့အခါမှာကျွန်တော်တို့ဒီစေရေးမဟာဗျူဟာကိုလေ့လာရတဲ့ဌာနရှိတယ်လို့ဒီလိုနောက်ဆုံးပေါ်လက်နက်တွေအထူးသဖြင့်ကိုယ်ပတ်ဝန်းကျင်ကလက်နက်ကင်တပ်ဖွဲ့အသီးသီးမှာကင်တွယ်တဲ့လက်နက်တွေကိုအတိုင်းအတာတစ်ခုထိနားလည်အောင်သိရှိအောင်လှုပ်ထားနိုင်ဖို့အနေအထားလိုအပ်တယ်ဆိုတာကိုဒါသဘောပေါက်ပြီးတော့အဲ့ဒီဟာတွေကိုကြိုတင်လေ့ကျင့်ထားတဲ့အနေအထားလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခါဘက်ပြောင်းလာတဲ့ရခိုင်တချို့လည်းရှိပါတယ်ဗမာတချို့တောင်ဘက်ပြောင်းလာတာပဲဗျာပြောမယ်ဆိုလို့ရှိရင်တော့အကြောင်းမျိုးကြောင့်အခြေအနေအရကြောင့်
ဆိုတော့အဲ့ဒီလိုအနေအထားမျိုးနဲ့နောက်တစ်ခါဒီတနက်3 4 5လက်လောက်ကိုကောင်းကောင်းကင်တွေပြစ်ခတ်တဲ့ဖြုတ်ပြန်ဖြုတ်ပြီးတော့ပြန်ပြီးတက်ဆန်တဲ့အနေအထားဆိုလို့ရှိရင်တခြားလက်နဲ့ငယ်တချို့ကိုလည်းတက်ဖို့တိတ်မခဲရင်တော့ပါဘူးအမြောက်ဆိုရင်လည်းအဲ့လိုပဲဥပမာ86 မီလီမီတာအမြောက်တစ်ခုအရက်ကိုအခြေခံကြတက်သွားပြီးပြစ်တက်ခတ်တက်တာဝေးမြင်းအကုန်လုံးဒီအကွာအဝေးနဲ့တာဝေးပါညာအလုံးတာဝေးနဲ့ဒီမြင်းအနေအထား degree အနေအထားတွေကို male အနေအထားတွေကိုကိုကကျွမ်းကျင်ပြီးသွားပြီဆိုလို့ရှိရင်ဒီကျန်တဲ့ဒီ105 millimeter တို့120 millimeter တို့ဒီ howitzer အမြောက်တွေကိုဘိုးစာဖြစ်ဖို့ကသူ့ရဲ့ touch စင်နဲ့ Korea တွေထဲမှာအတိုင်းအတာလေးတစ်ခုတွေပဲပေါ်သွားတာပါသို့တော်လည်းဒီအခြေခံအစပြိုးတဲ့သဘောတရားတွေကြည်ထက်ပြီးတော့ပြစ်တဲ့အနေအထားတွေခုနကလိုဒီကိုပြစ်ရှင်တဲ့ပြစ်မှတ်ကိုချိန်တွယ်တဲ့အနေအထားတွေမှာတော့အားလုံးဖက်စင်စင်ပဲလို့ပဲအဲ့ဒီတိုင်းသွားတဲ့သဘောရှိပါတယ်ဒီအမြောက်တွေရဲ့တဘာဝမှာဆိုတော့ခုနကပြောသလိုအဲ့ဒီလိုအချက်တွေအကောင်လုံးကိုအားလုံးကိုပေါင်းစုံပြီးတော့ခုနကလိုပဲရန်သူလက်နဲ့ကုလက်နဲ့ဖြစ်သွားတဲ့သဘောရှိတယ်လို့ပဲကျွန်တော်ရေဘူးရသုံးသပ်ပြောဆိုရစီခင်ဗျာနောက်ဆုံးပိုင်းအနေနဲ့ဆရာဦးသိန်းမောင်အနေနဲ့ကျွန်တော်သုံးသပ်ပေးဖို့နော်ဒီတိုက်ရက်ဖြေဖို့မသိရင်တော့မသုံးသပ်ပေးဖို့မေခွန်းထုတ်ချင်တာတခေါ်တော့ရခိတလမ်းစဉ်နဲ့ခုနအရင်တော့ရခိုင်မင်းကြီးရဲ့အနေနမိတ်ပေါ့နော်မြောက်ပိုင်းမှာဆိုတော့ဂျာတိတလောက်ပလက်ဝဟိုရခိုင် Northern District ထဲမှာပါတယ်ဆိုတော့တော့အရှိဘက်မှာပကူတောင်ဘက်မှာအေဝါဒီအဲ့လိုမျိုးဆိုတော့ခုလက်ရှိမှာလည်းအရကန်တက်မတော်တွေကတနိုင်ငံလုံးနီးပါးမှာဒီလိုမျိုး KIA ရဲ့ပြုစုပြုထောင်ပေးမှုစီရေးပညာကအစအားဖြင့်ကျွန်တော်ဒီတော့အရှိတောင်ပိုင်းမှာဆိုလဲ KNU နဲ့နောက်ရှမ်းမြောက်ပိုင်းနဲ့နောက်မြောက်ပိုင်းမှာလည်း KIA နဲ့ဆိုတော့အဲ့လိုမျိုးစစ်ဆက်နေရာပြန့်ကျဲပြီးတော့ရှိနေတဲ့အချိန်မှာတကယ်လို့ပရခိတလမ်းစဉ်ဒီရခိုင်ဟိုလက်ကျန်ရှိနေသေးတဲ့ဒီစစ်တွေတို့ကိုအကုန်လုံးရခိုင်ပြည်နယ်18မြို့နယ်ကိုတင်းသွားနိုင်တယ်ဆိုဒီလောက်နဲ့ပဲရပ်မလားရခိတလမ်းစဉ်ကိုဆက်လုပ်မလားဒါမှမဟုတ်ခုနဒီပကူတို့ဒီ EOD တို့ကိုပဲဆက်သိမ်းမလားအရင်ကနေနမိတ်ဘူးဝပိုင်ရခိုင်နန်းတော်တော့ပိုင်တဲ့ဟာတွေကိုသိမ်းမလားဒါမှမဟုတ်ရင်ဒီရခိုင်ရခိတလမ်းစဉ်ကဒီရခိုင်ပြည်နယ်ကိုပဲအကျုံးဝင်သလားအဲ့ဒါတွေပြီးတဲ့ချိန်မှာသုံးသပ်ထပ်လောင်းပြီးတော့သုံးသပ်ဖို့အနေနဲ့ဒီဟာတွေကိုဖြစ်တဲ့နောက်ပိုင်းမှာကျန်တဲ့တိုင်းရင်းသားတွေကိုအခုလိုပဲဒီစကားစအမြင့်လန်ချီမုံဖို့အတွက်ကိုငေအောင်မလားဒါမှမဟုတ်ဒီရခိတလမ်းစဉ်အနေနဲ့ Confederate Republic ရခိတရခိုင်နိုင်ငံတော်နေလည်းပဲဒီရှိနေမလားဆိုတာကိုဆက် direct အနေနဲ့တဲ့ဖြေလို့မရရင်တော့မသုံးသပ်ပြီးအရေးအအောင်နဲ့သုံးသပ်ပေးနိုင်မလားလို့ဟုတ်ကဲ့ခင်ဗျဒီမျိုးကုန်းကိုဖြေဖို့ကတော့ဒီဟုတ်ကဲ့ကျွန်တော်တို့ Rakita လမ်းစဉ်နဲ့ခြိတက်နေပါတယ်အဲ့လိုခြိတက်နေတယ်လို့လည်းကျွန်တော်တို့ယုံကြည်တယ်ဆိုတော့ Rakita လမ်းစဉ်ကတော့ခုနကကျွန်တော်စောစောကပြောခဲ့ပူတဲ့စကားကိုပဲပြန်ယူပြီးတော့ပြောရင်ပြီးရင် Rakita လမ်းစဉ်ရဲ့ကြောရိုးကိုပြောမယ်ဆိုလို့ရှိရင်ဒါကိုကျမကိုအန်ဒီရေးပါပဲဒါမတ်တမကန်ဒီစကားနဲ့ပြောရင် be the change yourself ပေါ့လေဒါမင်းကိုယ်တိုင်အရင်ဥစ္စာဖြစ်ရပါလိမ့်မယ်ဆိုတာမျိုးပေါ့ဒါကျွန်တော်တို့ကံကြမ္မာကိုကျွန်တော်တို့ဖန်တီးဖို့ကျွန်တော်တို့ကြိုးစားနေပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့နဲ့ဘဝတူလို့ပဲပြောကျွန်တော်တို့ရဲ့မိရင်ဆွေချာလူလို့ပဲပြောညီကိုမောင်နှမတခြားတွေနဲ့လည်းအကုန်လုံးပေါင်းပြီးတော့ဘုံပန်းနိုင်တရက်ကိုလည်းကျွန်တော်တို့ခြိတက်သွားနေပါတယ်ဒီဘာတွေဘလို့ဖြစ်လာနိုင်တဲ့အနေအထားအတိအကျကိုတော့ဘယ်လိုခေါ်မလဲတမိုင်းကအဆုံးဖြတ်ပေးပါလိမ့်မယ်စကားပြောပါလိမ့်မယ်နောက်တစ်ခုတတိကျွန်တော်တို့လေးလေးနက်နက်နားလည်ဖို့နောက်တစ်ခုကတော့ဒီတရုတ်ခေါင်းဆောင်ကြီးတိတ်ဆောင်ပြီးပြောခဲ့မှုတဲ့စကားလို့ကြောင်ဖြူတာမဲတာပြဿနာမရှိဘူး
ကျွဲရဖို့အဓိကဆိုတာကျွန်တော်တို့ကြောင်ဖြူသည်ဖြစ်စေမဲသည်ဖြစ်စေပြဿနာမရှိဘူးအဓိကကျွဲရဖို့ပဲဒါကိုကျွန်တော်တို့နားလည်ထားဖို့လိုတယ်ဆိုတဲ့အပိုင်းတွေကိုကျွန်တော်ပြောလို့ဖြစ်ပါတယ်ကိုကျမကိုဖန်တီးဖို့ကျွန်တော်တို့ရှိတက်နေတယ်အဲ့ဒါပြီးအားလုံးနဲ့အတူကျွန်တော်တို့ဒီဆက်သွားမယ်ဆိုတဲ့အပိုင်းကိုတော့ကျွန်တော်သုံးသပ်ပြီးတော့ကျွန်တော်ပြောလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့အခုလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကဒီတရုတ်ကဒါဘယ်လိုပြောမလဲကျွန်တော်ပုဂ္ဂလိကသုံးသပ်တဲ့အရာတော့ဒီ NUG အစိုးရနေပြီးတော့ဒီ Western country တွေကိုဒါအားပြုတ်လွန်းလို့တရုတ်တွေကိုမိကြံခဲ့တာဒါမှမဟုတ်လားကျွန်တော်တို့တော့နားမလဲဘူးအရင်တော့တရုတ်ကတော့ဒီညီနောင်သုံးဖွဲ့ကိုအားပေးတယ်လို့နဲ့နောက်ကြတော့စကားစဘက်ကိုအခုပါသွားတာကျွန်တော်အများသိတယ်ဒါပေမဲ့ဒီကျွန်တော်ဘသူ့ကိုမှလည်းအပြစ်တော့မဖို့လို့ပါဘူးကိုကလည်းတာမန်လူသားတယောက်မို့လို့လည်းအရက်သားတယောက်မို့လို့တော်လိုင်းရင်မှလည်းကိုကဘာမှမပတ်ဘူးနိုင်ခဲ့တော့မပြောလို့ဘူးဒါပေမဲ့အခုအနောက်မှာအိန္ဒိယအရှေ့မှာတရုတ်ဖြစ်နေတဲ့ချိန်မှာအခု MNDAA တို့ TNL တို့လည်းတရုတ်ရဲ့ပေးမှုကြောင့်ဟိုရင်ဖြစ်တယ်နည်းနည်းတန့်သွားတယ်သူတို့ရဲ့ထူးစစ်စင်မှုမြို့သိမ်းတိုက်ပွဲတွေဒါပေမဲ့ KIA ကတော့ KIA နဲ့ AA ကတော့ဆက်လက်ပြီးတိုက်ပွဲကတော့အရှိန်မလျှော့ဘဲနဲ့လုပ်နေတယ်အခု KIA နဲ့တော့မှနည်းနည်း KIA ကိုတော့မှတရုတ်ကသူတို့ရဲ့ twin threat ဒီကိုလိုချင်တော့အရင်လိုအောက်ကျခံပြီးတော့မဆက်ဆံဘဲနဲ့ level ပုံစံမျိုးဆက်ဆံအဲ့ဒီကြားမှာဆရာအနေနဲ့ဒီတရုတ်ကလည်းရခိုင်ကြောက်ဖြီရင်တို့စိတ်ကန်းကတဘာဝတတ်ငွေဒီရဲ့နောက်ကျန်တဲ့သူတို့ project ဒီခုနကျွန်တော်တို့ပြောတဲ့သမုဒ္ဒရာပင်လယ်ထွက်ပေါက်အတွက်လည်းသူတို့ကဒီစစ်တွေနဲ့ကြောက်ဖြူတို့ကိုတအားမျက်စိကြတယ်အဲ့ချိန်မှာအခုလောလောဆယ်မှာတော့စကားစဘက်ကဟိုတနည်းအားဖြင့်ပြောမယ်စကားစလည်းဖားနိုင်လို့လားတခုခုတော့ဖြစ်နေပြီနောက်အိန္ဒိယကလည်းအနောက်ဘက်ကနေပြီးတော့တရုတ်နဲ့အားပြိုင်ပြီးတော့ရခိုင်ပြည်နယ်နေ project ရှိတဲ့မြောက်တော့ကျူးစားနေတယ်ဆိုတော့အဲ့ဒီကြားမှာဒီရခိုင်ခေါင်းဆောင်အာရကန်ခေါင်းဆောင်နဲ့ဒီနိုင်ငံကြီး ULA ခေါင်းဆောင်တွေကချိန်ခွင်ရှာညှိနိုင်မလားလို့ဆရာဘယ်လိုတုံ့တက်လဲအဲ့ဒီကြားမှာတရုတ်ဘက်နဲ့အိန္ဒိယဘက်နဲ့နောက်တရုတ်ရဲ့ဖိအားကိုဘယ်လိုပဲဖြစ်ဖြစ်အခုချိန်ထိတော့ KIA နဲ့Arakan Army ရခိုင်အဖွဲ့ကဂယုမဆိုင်ဘဲနဲ့ဆက်ပြီးတော့လှုပ်ရှားနိုင်တယ်ဆိုတော့ရှေ့အနာဂတ်မှာဒီရခိုင်ခေါင်းဆောင်တွေအနေနဲ့ဒီတရုတ်နဲ့အိန္ဒိယရဲ့ချိန်ခွင်ရှာကိုကြိုက်တွယ်နိုင်လိမ့်မယ်လို့ထင်သလားဒီနိုင်ငံရေးပိုင်းမှာဆရာတုံ့တက်ပြီးလုပ်ရမလားအဲ့ဒါဟုတ်ကဲ့လေကြတာကတော့ကျွန်တော်တို့ဒီ geographical အနေထားအရကျွန်တော်တို့အနေနဲ့အိန္ဒိယကိုတော့၎င်းတရုတ်ကိုတော့၎င်းကျွန်တော်တို့လွန်ဆန်လို့မရပါဘူးတစ်ချိန်တည်းမှာပဲတရုတ်တီ၎င်းအိန္ဒိယတီ၎င်းဒေသခံလူထုကိုနဲ့ဒေသခံလူထုရဲ့စန္ဒမှန်ကိုလွန်ဆန်လို့မရပါဘူးဒါကဒါ indigenous တိုင်းရင်းမူလတိုင်းဦးဟိုဘိုးဘွားစင်ဆက်ပိုင်လာတဲ့မြေနဲ့နယ်တာရဲ့သဘောကဒီ territory ရဲ့သဘောကအဲ့ဒီလိုသွားတာကိုအဲ့ဒီကြတော့တစ်ဖက်မှာဘင်္ဂလားဒေ့ရှ်ဘယ်လိုပဲလွန်ဆန်လို့မရပါဘူးဖက်ကိုတစ်ဖက်ဆိုတော့အားလုံးကြားမှာကျွန်တော်တို့ဒါအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဒီလုပ်တော်ရမှာပါပဲတစ်ချိန်တည်းမှာပဲအဲ့ဒီကအင်အားကြီးသည်ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဒါဒေတာခံဒီသူလူထုရေးကိုတော့လွန်ဆန်လို့မရပါဘူးဒါဘယ်မှာပဲဖြစ်ဖြစ်ဒါကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေဆင်းရဲသည်ဖြစ်စေရှမ်းသာသည်ဖြစ်စေအခုနကလိုပဲဒီအပြန်အလှန်ဟိုနားလည်မှုအပြန်အလှန်ယုံကြည်မှုအပြန်အလှန်ဘူးလူဆက်ဆံမှုတွေနဲ့အပြန်အလှန်အားထားမှုတွေကြားမှာပဲကျွန်တော်တို့နှစ်ဖက်သုံးဘက်လေးဘက်အဲ့လိုကြားထဲမှာကျွန်တော်တို့ဒီလုံတော်ရမယ်ဘသူ့ကိုမှလွန်ဆန်လို့တော့မရဘူးရလိမ့်မယ်မှလည်းမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်သုံးသပ်ပြီးတော့ရေဘူးရအရာကျွန်တော်အဲ့လိုသုံးသပ်ပြောဆိုလို့ရပါတယ်ခင်ဗျနောက်တစ်ခုအနေနဲ့ဒီခု
Arakan Army ရဲ့အောင်ပွဲတွေကဒါမြို့တစ်မြို့ပြီးတစ်မြို့ဒီလိုမျိုးရှေ့ဆက်ပြီးတော့တိမ့်နိုင်တဲ့အချိန်မှာဒီရခိုင်ပြည်နယ်အာရကန်ရဲ့ army ရဲ့အောင်ပွဲကမြန်မာတပြည်နဲ့လုံးဝစကားကိုချီမုံရေးအတွက်အောင်ပွဲလို့မြန်မာပြည်ရဲ့အောင်ပွဲလို့ခေါ်နိုင်မလားဒါမှမဟုတ်ရခိုင်ပြည်နယ်တက်ဖြစ်မလားဆရာအနေနဲ့တခြားမီဒီယာရဲ့သုံးသပ်ချက်တော့ကျွန်တော်ကြားရပြီဒါပေမဲ့ဆရာရခိုင်အမျိုးသားနဲ့တက်မဟုတ်ဘူးနဲ့ဦးဆောင်ဦးညွတ်အာဒီလိုမျိုးဒီမီဒီယာပိုင်းမှာရောနောက်ငွေရေးကြီးမှာအဆအရာရာအဖက်ဖက်ကနေပြီးတော့ဦးဆောင်ဦးညွတ်တဲ့ပုံကိုယ်တယောက်အနေနဲ့ဒီရခိုင်ရဲ့အောင်မြင်မှုဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းမှန်ပေါ်ရောက်ရှိဖို့အတွက်အောင်မြင်မှုလို့ကျွန်တော်တို့ပြောနိုင်မလားလို့ကျွန်တော်အချက်လောက်သုံးသပ်ပေးပါလား ဟုတ်ကဲ့ဒါကတော့ပြောနိုင်ပါတယ်ခုနကလို dominate သဘောတရားရတော့၎င်းတခုမှလဲရင်နောက်နေရာတွေမှာလဲလဲဖို့အနေအထားတွေရှိတယ်ဆိုတဲ့သဘောတရားလေးတွေရောနောက်တစ်ခါဒီရေဘူးရသဘောတရားအရဒီ no man is an island ပေါ့ဗျာလူတွေဟာပင်လယ်ထဲကကျွန်းနေပုံပေါ့အကုန်ဆက်ဆက်ပြီးတော့တည်ရှိနေတယ်ဆိုတာစောကကျွန်တော်တို့ပြောတဲ့စကားတွေကအကုန်လုံးပါတယ်ဒါကျွန်တော်တို့အောင်ပွဲရရင်တခြားတွေလည်းအောင်ပွဲရဖို့အ ਨੇ ဆုံးပြရုပ်ဖြစ်တယ်နောက်တစ်ခါစွန်အားခွန်အားတရဖြစ်တယ်အဲ့ဒါကတော့ဘယ်သူမှညင်းလို့မရပါဘူးအခုပဲဒီ AA ရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးတော့တခြားပို့ပြီးအားတက်လာတာတွေအများကြီးရှိနေပါတယ်အခုနစောကပြောတဲ့ဒီမတူပီအဲ့ဒီမှာဒီမြို့သိမ်းတိုက်ပွဲတွေပါတယ်မှာဆိုလို့ရှိရင်ဒါ AA ရဲ့အောင်ပွဲနဲ့အတူအဲ့လိုသွားတာပါပဲဥပမာဆိုရပါစို့အရှင်းနဲ့ရခိုင်ကြားမှာပဲကျွန်တော်ပြောမယ်ဥပမာမှရှိတဲ့ဒီနပခစစ်ဌာနချုပ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က think ပိုက်လိုက်နိုင်ခြင်းသည်ဘာတွေဆက်ဆက်ပြီးပါတော့တယ်လဲဆိုတော့အဲ့ဒီနပခဌာနချုပ်ကနေပြီးတော့မြန်မာစစ်တပ်ဟာချင်းပြည်နယ်တောင်ပိုင်းစစ်စင်ရေးလှုပ်ရှားမှုတွေရခိုင်နယ်ကစစ်စင်ရေးလှုပ်ရှားမှုတွေဘင်္ဂလားပင်လယ်အော်ရေချောင်းလမ်းထွက်ပေါက်တွေဒါတွေအကုန်လုံးကိုမဟာဗျူဟာကြကြနဲ့အဲ့ဒီနပခယုံတဲ့ကနေထိချုပ်နေခဲ့တာပြဆိုတော့အဲ့ဒီအခုထိချုပ်တဲ့နယ်မြေကို AA ကဝင်သိမ်းပလိုက်တော့နောက်တစ်မျိုးပြောရင်ချင်းတောင်ပိုင်းမှာစစ်စင်ရေးလှုပ်ရှားမှုတွေအတွက်ပုတ်ကဲမှုသူတို့မှပြိုပြဲဖြစ်သွားတယ်သို့မဟုတ်အားနည်းသွားတယ်ရေလမ်းကြောင်းတွေအတွက်မင်္ဂလာပင်လယ်အော်ရေလမ်းကြောင်းတွေအတွက်ဒါပုတ်ကဲမှုထိမ့်သိမ့်မှုအပိုင်းမှာအားနည်းချိနဲ့သွားစေခဲ့တယ်ရခိုင်ပြည်ထဲကစစ်စင်ရေးလှုပ်ရှားမှုမှာအဲ့ဒီတန်းဖြစ်သွားစေခဲ့တယ်ဆိုတော့ဒါတွေဟာအကုန်ဆက်ဆက်နေတဲ့သဘာဝတွေပါဆိုတော့တစ်ဖွဲ့အောင်မြင်ရင်ကျန်တဲ့အဖွဲ့တွေအောင်မြင်ဖို့အတွက်အလားပိုများလာတယ်ဆိုတဲ့သဘာဝအရာတော်၎င်းအကုန်လုံးမှာ AA ကပါဝင်အတိုင်းအတာတစ်ခုထိပါဝင်ပတ်သက်နေတဲ့အနေအထားအရာတော်၎င်းဒါအားလုံးအတွက်positive ဖြစ်မယ်ဆိုတာကိုတော့ဒါရေဘူးရသဘောတရားအရာရောလက်တွေ့အရာရောကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီခုနပြောသလိုရခိုင်လူငယ်တွေးတစ်ခေါင်းဆောင်တွေပေါ့ပူချုပ်ထွန်းမြတ်နိုင်တို့ထာမျိုးထွန်းအောင်တို့လို့အဲ့ခေါင်းဆောင်တွေနောက်နိုင်ငံရေးပိုင်းမှာလည်းခုနကျွန်တော်တို့ပြောသလိုအမျိုးသမီးတွေမှာတော့ထုမေတို့လို့ဒီမြန်မာပြည်တပြည်လုံးကတနိုင်ငံလုံးကအတိမပြုတ်လောက်အောင်မျိုးသမီးဖြစ်လင်းကစားကျွန်တော်တို့ဒီမီဒီယာတွေမှာရခိုင်လူထုကူစားပြောနိုင်တာတို့တို့ကအေးမောင်တို့အဲ့လိုမျိုးဒီကိုကျွန်တော်တို့ဦးဖေတန်းတို့ဦးအေးတာအောင်တို့အဲ့လိုမြန်မာနိုင်ငံရေးတမိုင်းတစ်လျှောက်မှာဟိုတုန်းကဆိုလဲဆရာတော်ဦးသမားတို့လိုအဲ့လိုမျိုးရှိစနောက်စင်ပြီးတော့ပေါ်လာတဲ့အချိန်နဲ့နောက်ပြီးတော့အရင်တော့ရခိုင်နိုင်ငံတော်ဒီခဲ့ဘူးတလို့အဲ့လိုမျိုးရခိုင်တွေအမျိုးသားရေးရှင်တန်မှုနဲ့စိတ်ဓာတ်ပြင်းထန်မှုတွေကိုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မြင်ကိုတွေ့ဖြစ်တယ်။နောက်မလေးရှားတွေမှာလည်းကျွန်တော်ရခိုင်ကောင်းဆောင်တွေနဲ့ဒီလိုမျိုးစပြီးရန်ပုံငွေပွဲတွေမှာလည်းဒီလိုမျိုးခုနဆရာပြောသလိုအမှုပညာရှင်တွေသူ့အမှုပညာရှင်အလိုက်ဝင်းကိုခိုင်တို့ကိုခိုင်ကြီးတို့ယူလိုက်တော့အဲ့လိုမျိုးသူတို့အမှုပညာသမားတွေသူတို့အမှုပညာလိုက်အမျိုးသားတချင်းတွေကိုဆက်ပြီးတော့အဲ့လိုမျိုးနောက်ဒီပြပနိုင်ငံရောက်ရှိတဲ့ဆရာတို့လိုခေတ္တပညာတတ်တွေနဲ့လက်ချင်းဆက်ပြီးတော့လှုပ်ရှားတဲ့အချိန်မှာအခုကျွန်တော်တို့အရင်တော့စကမြစ်ခုံးတော့မလှုပ်စေတဲ့ဒီရခိုင်
တက်မတော်အခုမြစ်ခုံးလုပ်တဲ့အပြင်ကျွန်တော် shock ဖြစ်သွားအောင်လုပ်ပြနိုင်တာကိုကျွန်တော်ချီးကျူးတယ်ခုနလိုပဲကျွန်တော်တို့အချင်းချင်းချီးကျူးတာမဟုတ်တဲ့မီဇိုရမ်ဝင်ကြီးချုပ်ကိုယ်တိုင်ကဒီအမေရိကကိုလာပြီးတော့အလုံးရခိုင်ကိုတိုက်ဖို့မဟုတ်ဘဲနဲ့ရခိုင်နဲ့မဟာမိတ်ဖွဲ့ဖို့ဆိုတာမျိုးတွေအများရှိမှပြောသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဂုံယူချောင်းကိုလည်းကျွန်တော်နောက်ဆုံးအနေနဲ့ပြောကြလို့တာဖြစ်ပါတယ်နောက်စကားကျွန်တော်တို့အနေနဲ့လည်းဒီဇုံမီဝေလဇုံမီအနေနဲ့လည်းကျွန်တော်ချင်းပြည်နယ်မှာနေပြီးမဲ့ကျွန်တော်တို့ကတော့ဇုံမီခေါ်တာချင်းဆိုတာတော့လက်ခံတဲ့လို့ရှိရင်တော့ကျွန်တော်ရဲ့အပိုင်သူတို့ရဲ့ right သူတို့ရဲ့အခွင့်အရေးဒါမဲ့ကျွန်တော်တို့ဒီဇုံမီအမျိုးနွယ်စုတွေကတော့ဒီတီတီနဲ့သုံးဆောင်အဓိကကလေးမျိုးနဲ့စကိုင်းတိုင်းမှာလည်းနေပြီးတော့နောက်အိန္ဒိယဘက်မဏိပူနဲ့ဒီမီဇိုရမ်ဒီမှာလည်းကျွန်တော်နေနေတာကျွန်တော်တနတ်ပြောင်းတာအောင်နဲ့ဒီအာနာရှင်စနစ်စိုးကြီးအောက်မှာအခုထက်ထိနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့စုံမီအမျိုးသားနာမည်ကိုတော့မှဖို့ဖို့ခွင့်မရတဲ့အမျိုးသားကျွန်တော်အကြောက်တရားအောက်မှာကျွန်တော်ဆက်နေသေးတာမဟုတ်လို့အခုလိုမျိုးအချိန်ရတဲ့ချိန်မှာကျွန်တော်အမျိုးသားစိတ်ဓာတ်ထက်သန်ဖို့နဲ့ထင်မြတ်ဖို့တဲ့ခွန်အားတူးစီမဲ့ဒီစာနမူနာပြုထိုက်တဲ့ဒီလူငယ်ခေါင်းဆောင်တွေရခိုင်လူငယ်ခေါင်းဆောင်တွေကိုအကြောင်းကိုပြောပြပေးတာရဲ့နောက်ဒီလူကြီးပိုင်နိုင်ငံရေးသမားတွေအကြောင်းကိုလည်းကျွန်တော်တို့ share ပေးတာနောက်ရခိုင်အမျိုးသားတွေရဲ့အမျိုးသားရေးစိတ်ဓာတ်တက်ကြွမှုတွေကို share ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုအထူးကြီးတော့ပြီးတော့ဒီရခိုင်အမျိုးသားတွေထဲမှာလည်းကျွန်တော်တို့ဇုံမီတွေရဲ့အမျိုးသားလှုပ်ရှားမှုမှာလည်းကျွန်တော်တို့တတ်အားနဲ့ဒီစစ်ရေးမှာရောနိုင်ငံရေးမှာရောအဖြစ်ဖြစ်ကနေပြီးတော့ကျွန်တော်တို့အနာဂတ်မှာဒီလူမျိုးအဖွဲ့အစည်းငယ်တွေဖြစ်စီမငယ်တွေဖြစ်စီကျွန်တော်တို့ရဲ့ခုနဆရာတို့ Arakan Army ရဲ့OT ချက်ဖြစ်တဲ့ self determination ကိုကံကြမ္မာကိုဖန်တီးနိုင်ခွင့်ကိုဒီအင်အားကြီးတဲ့ Arakan Army တွေကပုံဖော်နိုင်တယ်လို့ကျွန်တော်တို့အင်အားသိမများသေးတဲ့ဒီနိုင်ငံနှစ်ခုကြားမှာခွာပြီးတော့ကျွန်တော်တို့ပြန်ကြတော့မဏိပူဘက်မှာလည်းမဏိပူဘက်ကနေပြီးတော့ကျွန်တော်ဖိနှိပ်ခန္ဓာတို့ဒီချင်းပြည်နယ်မှာမြန်မာနိုင်ငံလည်းနေတော့ခုနစီနဲ့တို့လူမျိုးသူတို့ဒီလူမျိုးနွယ်စုနဲ့ခွဲခြားပြီးတော့ပြိပခါလို့ပြီးတော့ခုနလူမျိုးရန်တိုက်တာကြီးနဲ့လေဝကြီးအုပ်ဆိုးလိုမှုတွေနဲ့ဒီတဆွဲတွေကြားမှာကျွန်တော်တို့ရုံးကနေတဲ့အချိန်ဆိုတော့ရှေ့အနာဂတ်မှာလည်းကိုရခိုင်အမျိုးသားတွေကြားမှာဒီရခိုင်တော်လှန်ရေးတွေကြားမှာကျွန်တော်ဇုံမီတွေနဲ့ဘယ်လိုမျိုးပတ်သက်ကြောင်းနဲ့ရင်းနှီးကြောင်းအနေနဲ့လဲဆရာဦးသိန်းမောင်အနေနဲ့ကျွန်တော်ပေါင်းကူတရားလေးမလားအတိမတ်လူမျိုးတစ်မျိုးနဲ့အတိမတ်ပြုတ်ပြီးတော့အင်အားကြီးတဲ့လူကလည်းအင်အားကြီးတဲ့အလျောက်အင်အားငယ်တဲ့လူကလည်းအင်အားငယ်တဲ့အလျောက်ကိုခုန indigenous people တွေရဲ့ရသိမ်းရထိုက်တဲ့ရပိုက်ခွင့်တွေရနိုင်အောင်ကျွန်တော်တို့ဒီဇုံမီဒီကိုစားအနေနဲ့လည်းဒီမီဒီယာနေပြီးတော့စကားပါလိုက်ရှင်နဲ့ဆရာဦးသိန်းမောင်တွေကနေတစ်ဆက်ရခိုင်အမျိုးသားတို့ထုစီကိုအခုဒီမီဒီယာအဖြစ်လဲကျွန်တော်တို့ဇုံမီဒီမကဘဲနဲ့ဗမာတွေရောနောက်ရခိုင်အမျိုးသားတွေစာပီမလိလာမလိုက်စားနိုင်တဲ့ရခိုင်မျိုးသားတွေလည်းတော်တော်များများဗဟုသုတကိုရသွားလိမ့်မယ်လို့ကျွန်တော်တို့ထင်းနေမျောလင်းတယ်နောက်ပြီးမီဒီယာမှာလည်းခုနရခိုင်မုန်းတီးအရေးတော့ဘာလို့ဒီလဲကျွန်တော်တို့တော်တော်များများကရှင်းသွားမယ်လို့ထင်တယ်အဲအကြောင်းဒီစကားတွေကိုကျွန်တော်နောက်ဆုံးအနေနဲ့ပိုင်းနဲ့ဆရာဦးသိန်းမောင်အနေနဲ့ကျွန်တော်ဝေလသမီပရိသတ်ဒီနောက်ဒီရခိုင်နောက်ဒီ lab ကိုနောက်ပိုင်းမှာရှိမဲ့လူတွေအတွက်စကားပါချင်တာဒီနေ့ကျွန်တော်ဆွေးနွေးသွားတဲ့ခေါင်းစဉ်ကတော့ဘလဝမြို့ဟာဘာဖြစ်လို့ARစိဝင်စားတယ်လဲနိုင်ငံရေးတမိုင်းအကြောင်းအရာပထဝီနေထားအရာစီးပွားရေးစစ်ရေးနိုင်ငံရေးAAဘာဖြစ်လို့ချီကုတ်အနေနဲ့ရခိုင်ပြည်နယ်ထက်တောင်မှဦးပြီးတော့ယူချင်တယ်လဲဆိုတာကျွန်တော်တို့အခြေတဝင်းနဲ့တိလိုက်ရခြင်းဖြစ်တော့နောက်ဆုံးအနေနဲ့စကားပါချင်တာရှင်ပါပြီးတော့ကျွန်တော်ဒီ lab ကိုကျွန်တော်တို့နားချင်တာဖြစ်ပါတယ်လို့ဟုတ်ပါစရာလေးပါလေးရှင်းဆရာဦးသိန်းမောင်အနေနဲ့နောက်ဆုံးစကားလေးပါပေးပါလို့တောင်းပန်ပြရစီโอเคကျေးဇူးပါခင်ဗျာအခုလိုဒီ Zoom media နဲ့တွေ့ဆုံခွင့်ဖြစ်ကြခွင့်ရတာဒီနေ့ကျွန်တော်ဆိုဖွင့်မှာပြောခဲ့ဘူးသလိုပဲကျွန်တော်ဝင်ပြောင်းယူပါတယ်နောက်ဆုံးကျွန်တော်အားလုံးကိုပြောချင်တာကတော့ဒီကြည့်ရှုနေတဲ့ဒီပရိသတ် Zoom ပရိသတ်တွေရောဒီကျွန်တော်တို့ရခိုင်တွေရောတခြားမြန်မာနိုင်ငံသားတွေရောကြည့်ရှုနေတဲ့ပရိသတ်အားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်နောက်ဆုံးကျွန်တော်ပြောချင်တာကတော့ကျွန်တော်စောကပြောသလိုပဲကျွန်တော်တို့လည်းရခိတလမ်းစဉ်နဲ့တူပြကြမာကိုဖန်တီးနိုင်ဖို့ကျွန်တော်တို့ရှိတက်နေပါတယ်အားလုံးလည်း
ကိုယ့်ရည်မှန်းချက်ကိုအတီးတီးကိုချီတက်နေကြတာပါဆက်လက်ပြီးတော့ချီတက်နေကြလိမ့်မယ်လို့လည်းကျွန်တော်လေးနဲ့စွာယုံကြည်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဘုံပန်းနိုင်တရားကိုတွားဖို့အတွက်လည်းကျွန်တော်တို့ချိတ်ဆက်လက်တွဲနိုင်ပြီးကျွန်တော်တို့ချိတ်ဆက်လက်တွဲပြီးတွားကြရအောင်ပါနောက်တစ်ခါကျွန်တော်တို့ကိုရှီကျူတာတွေဒီပြုဩဇာတွေထောမနာပြုတာတွေကိုကျေးဇူးတင်ပါလေတိုးတော်လည်းပဲကျွန်တော်တို့လည်းဟိုအများကြီးခီးဆက်စရာအများကြီးရှိသေးတယ်ခီးကတော့အများကြီးရှစ်မှာဆက်စရာတွေရှိတဲ့စရာတွေပြင်ဆင်စရာတွေတိဆောက်စရာတွေအများကြီးကြံရှိနေသေးတယ်ကျွန်တော်တို့လည်းခီးသွားစေပါဆိုတဲ့ဟာကိုပြောကြရင်အားလုံးကိုအထူးလေးစားစွာကျေးဇူးတင်ပါတယ်ခင်ဗျတာလီစောပါ အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ကဗမာလူနဲ့ဗမာစကားနဲ့ကျွန်တော်တို့အများနာလဲအောင်ပြောအချင်းဖြစ်တဲ့အတွက်ကြောင့်ဒီခံဗမာစကားနားမလဲတဲ့လို့တိခံပြီးကြပါကျွန်တော်အချင်းအခါအလင်းတင်တယ်လို့ကျွန်တော်တို့မိခင်ဘာသာစကားနဲ့လည်းပြောတော့မှဖြစ်ပါတယ်ဒါပေမဲ့ဒီညတော့ကျွန်တော်ဘ ഹു တုတရဆရာတမိုင်းအကြောင်းအရာတွေကျွန်တော်တို့ပညာရစရာတွေအများကြီးဝင်ငှပေးတဲ့ဆရာဦးသိမ့်မောင်အထူးကျေးဇူးတင်တယ်အဖို့အခမယူဘဲနဲ့သူ့ပြပညာသူလေးလာစေးပူးခဲ့တဲ့ပညာတွေကိုသူဝင်ငှပေးတဲ့အတွက်ကြောင့်နောက်အထူးသဖြင့်သူရဲ့မိသားစုအချိန်ကိုကျွန်တော်တို့အတွက်ဝေလာတော်မိတဲ့သူပေးခဲ့တဲ့အတွက်ကျေးဇူးတင်နောက်များမှာလဲကျွန်တော်တို့လူမျိုးတွေမကဒီကျွန်တော်တို့အများနားလဲတဲ့ဒီမြန်မာလူအဖြစ်အခါအလင်းတင်တယ်လို့ကျွန်တော်တို့အချိန်ပေးပြီးတော့ဆရာရဲ့စီးပူးထားတဲ့ပညာတွေအတွေ့အကြုံတွေကိုဝင်ငှပေးဖို့ထပ်လောင်းပြီးတော့ကျွန်တော်တောင်းပန်ပါရစေဒီတွင်ပဲကျွန်တော်တို့ live ကိုနားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့